ချာလော့ကမျိုးကြီးမတဲ့မိသားစုကနေပေါက်ဖွာလာတဲ့အလှပဆုံးမိန်းကလေးဖြစ်နေခဲ့ပေမဲ့သူ့မိသားစုကသူ့ကိုမုန်းတာကြောင့်သူ့ဘဝကကြောက်စရာကောင်းတဲ့ရိုင်းနဲ့ပြင်းနေခဲ့ရပါတယ်ဒီလိုနဲ့သူမကတသက်လုံးရှေ့ရစရာတွေကိုရင်ဆိုင်ခဲ့ရပြီးသူ့မိသားစုရဲ့ချစ်ခင်မှုကိုရအောင်စူးစမ်းနေခဲ့ပေမဲ့အရာရာချင်းချင်းဖြစ်ခဲ့ရပါတယ်အဲ့လိုနဲ့တနေ့မှာတော့သူ့မိသားစုကစီးကြော်သွားလို့ဖြစ်သွားပြီးသူမကိုတစ္ဆာဖောက်မှုနဲ့ဆက်သွယ်လိုက်တာကြောင့်သူ့ရဲ့ချစ်သူဖြစ်တဲ့ဂရိပေးထားတဲ့ဇုံနဲ့ပါကြည့်ကဖို့ကောင်းတဲ့အရာဖြစ်ခဲ့ပါတယ်ဒါဟာနောက်ဆုံးသူမခံနိုင်တဲ့အရာဖြစ်ပြီးချာလော့ဟာသူ့အိမ်လို့ခေါ်တဲ့အကျဉ်းထောင်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့သူမကတောနဲ့ထဲကိုပြေးသွားပြီးနန်းတော်ဆောင်တပ်တွေကတွေးနေတဲ့ချက်ချင်းပဲသူမနောက်ကိုလိုက်ပြီးတောနဲ့ထဲပို့ချလိုက်တာကြောင့်သူမကလက်ဆိုးတွေကျက်စားရဲဆိုတဲ့တောရဲ့တာမစ်နေရာကိုရောက်သွားခဲ့ပါတယ်အဲ့လိုနဲ့တောလယ်မှာကြီးမားပြီးကြောက်စရာကောင်းတဲ့အင်ဂျီတစ်လုံးကိုသူမမြင်လိုက်ပြီးလုံခြုံမှုအတွက်အဲ့ဒီအင်ဂျီစီပြေးဖို့ဆုံးဖြတ်လိုက်ပေမဲ့ချေချော်သွားပြီးတတိလစ်သွားခဲ့ပါတယ်ဒါတွေအားလုံးကိုမသိပဲအလံလို့ခေါ်တဲ့အဖြူနဲ့အောင်ရှိတဲ့ကောင်လေးဟာသူ့ရဲ့ကြောက်စရာကောင်းတဲ့အင်ရှင်ဖြစ်ပြီးနိုးလာပါတယ်အဲ့ဒါကြောင့်သတင်းစာဖတ်ရင်သူ့ဒေတာရဲ့တောထဲမှာပျောက်ဆုံးနေတဲ့ဂုံသေးခါကျသွားတဲ့မျိုးကြီးမိန်းကလေးအကြောင်းကိုဖတ်လိုက်ရပါတယ်သူစဉ်းစားမိတာကလူတစ်ယောက်ဟာတောရဲ့တာမစ်ထားတဲ့လက်ဆိုးတွေရှိတဲ့နေရာတွေကိုဝင်ဖို့ဘယ်လောက်ထိမမဲရလဲဆိုတာဖြစ်ပေမဲ့ရုတ်တရက်ပဲသူ့ရဲ့နားမှာထူးဆန်းတဲ့အရာတစ်ခုရှိနေတာကိုသူတတိလာမိလိုက်တာနဲ့စူးစမ်းမှုဆုံးဖြတ်လိုက်ပါတယ်အင်ဂျင်နဲ့မဝေးတဲ့နေရာမှာတတိလေးလဲကျနေတဲ့မိန်းကလေးတစ်ယောက်ကိုသူတွေ့လိုက်ရပြီးအော်စရာကောင်းတာကဒီမိန်းကလေးဟာသတင်းစာထဲမှာဖော်ပြထားတဲ့မျိုးကြီးမိန်းကလေးဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့သူမကိုသူ့လက်ထဲပွေထားလိုက်တဲ့အချိန်မှာနယူးနိုင်ငံကစစ်သားစုကသူ့ကိုဝိုင်းထားလိုက်ပါတယ်အလံကစကားမပြောခင်မှာတင်စစ်သားတစ်ယောက်ကရှေ့ကိုခုန်ထွက်လာပြီးသူ့ကိုဓာတ်နဲ့ခုတ်လိုက်ပေမဲ့အလံကမျက်လက်မှုလေးသုံးပြီးရှောင်ပြလိုက်ပါတယ်အားကြောင့်စစ်သားတွေကအထိတ်တလန့်ဖြစ်သွားပြီးစကားနဲ့ဖြေရှင်းမှုဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကအလံကိုမိန်းကလေးကိုလွတ်ပေးဖို့တောင်းဆိုပြီးသူမဟာရာဇဝတ်သားဖြစ်တာကြောင့်ဘရင်မိသားစုရှိမှတင်ပြဖို့လိုတယ်လို့ပြောပါတယ်အလံကစစ်မှန်တဲ့အရှုံးမပေးရလူဖြစ်ပြီးသူမကိုမပေးဖို့ဆုံးဖြတ်ကငင်းလိုက်ပြီးဘရင်နေမိဖုရားတွေကိုသူမယုံဘူးလို့ပြောလိုက်ပါတယ်ဒါကစစ်သားတွေကိုရန်တော်ထားခဲ့တာကြောင့်သူတို့ဟာအလံကိုတိုက်ခိုက်ဖို့ပြေးလာကြပါတယ်သူတို့ဘလို့ကောင်မျိုးနဲ့ရင်ဆိုင်နေခဲ့ရမှမသိခဲ့ပဲခဏလေးအတွင်းမှာပဲအလံကရေခဲကျိုးချီတဲ့နီလန်သုံးပြီးစစ်သားတွေကိုလှုပ်မရအောင်လှုပ်လိုက်ပါတယ်ပြီးတော့နောက်ထပ်နီလန်တစ်ခုသုံးပြီးသူတို့ရဲ့မှတ်ဉာဏ်တွေကိုဖျက်ကာအလံနဲ့မျိုးကြီးမိန်းကလေးကိုဘယ်တော့မှမတွေ့ခဲ့ဘူးဆိုတဲ့အချမ်းမှတ်ဉာဏ်တွေနဲ့စားလုပ်လိုက်ပါတယ်အဲ့ဒါနဲ့စစ်သားတွေကနန်းတော်စီပြန်သွားကြကခဏကြာမှချားလို့ဟာအင်ဂျီထဲမှာတတိပြန်လာပြီးဘယ်နေရာမှာလဲဆိုတာရှုပ်ထွေးနေပါတယ်သူမကအလံကိုတွေးတဲ့အခါအလံကသူမကိုလက်ဖေးတိုက်ပြီးတောထဲမှာဘလို့ရောက်လာတာတွေမေးရကြောင်းချားလို့ကသူမဟာနယူးနိုင်ငံကဒုတိယမင်းသားပီစီဆဲရဲ့ဂတိဆောင်တွေဖြစ်တယ်လို့ပြောပါတယ်အဲ့လိုနဲ့တနေ့မှာပီစီဆဲကသူမကိုလူတူးစီဝေးခေါ်ပြီးတစ္ဆာဖောက်မှုနဲ့ဆက်သွယ်လိုက်တာသူမကိုဆက်သွယ်ချက်ပြန်ဟုတ်သိမှုကြိုးစားတဲ့အခါဘယ်သူမှမယုံခဲ့တာကြောင့်သူမမလုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်ပြည်ညံတန်ပေးခံနိုင်ရလို့ပြောပြလိုက်ပါတယ်ဒီလိုပြောပြနေတာကိုအလံကသူ့ရဲ့စိတ်ဓာတ်ရစေတဲ့အတိတ်အကြောင်းကိုတေချာနားထောင်နေပြီးတော့အလံကိုသူ့ကိုဂူးဆိုင်ပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးထောက်ခါဖို့ပြောပေမဲ့အလံကသူမကိုတက်ရှိလုပ်တဲ့အလုပ်တစ်ခုသိလာမေးပေမဲ့အိမ်တွင်းအစီကံအဖြစ်နေထိုင်မှုကန့်လန့်လိုက်ပါတယ်ချားလော့ကညင်လိုက်တာနဲ့အလံကသူ့ရဲ့ခံစားချက်တွေကိုနားလည်ကြောင်းပြသဖို့လုပ်ချင်စက်လန်တစ်ခုကိုပြောပြလိုက်ပါတယ်သူကတခါတုန်းကစစ်စာကန်အဖွဲသူ့တငယ်ချင်းတွေကသူ့ကိုတစ္ဆာဖောက်ပြီးမှုံဝေးပြင်တကားဖွင့်ဖို့တတ္တဝါအုပ်စုတွေကိုပြစ်ချခဲ့တယ်လို့ပြောပါတယ်အထီးကျန်ဆန်တဲ့နာကျင်မှုကိုသူနားလည်တယ်လို့ပြောပြီးချားလော့ကိုဒီလိုပဲထားလိုက်လို့မရဘူးလားလို့ပြောလာကြောင်းချားလော့ကတော့သူ့ထပ်ပို့ပြီးတော်တယ်လို့ပြောကကျေးဇူးတင်ကြောင်းထပ်ပြောပြီးသူ့ရဲ့ရဲရော်တဲ့ကမ်းလှမ်းချက်ကိုညင်လိုက်ပါတယ်သူမဟာရာဇဝတ်သားဖြစ်နေတာကြောင့်အလံကိုဒုက္ခရောက်စေမယ့်အလုပ်ကိုမလုပ်ချင်ဘူးလို့ပြောပါတယ်အလံကလက်မလျှော့ပဲနောက်ဆုံးလက်ကွက်အနေနဲ့သူ့နှလုံးသားပေါ်မှာတင်မင်းကျင်းစာတစ်ခုချလိုက်ပြီးချားလော့တဘောသူမှသာဒီကျင်းစာကိုဖေမယ်လို့ပြောလိုက်ပါတယ်ဒါကသူ့တက်ကိုကဲဖို့ချားလော့မှာတခြားရွေးချယ်စရာမရှိတော့တာကြောင့်သူမတဘောတလဲရပါတယ်ပြီးတော့အင်ဂျီတစ်ခုလုံးကိုအစ်စ်လိုဖြစ်အောင်တိုက်ချိုးတန်းဆင်လိုက်ပါတယ်အလံကသူ့ရဲ့ကြမ်းကြင်မှုကိုအားအတင်သွားပေမဲ့သိမကြခင်မှာသူမဟာမျိုးကြီးပွဲရထားပေမဲ့တကယ်တော့အစီကံတယောက်လိုဆက်ဆံခံရတယ်ဆိုတာသိလိုက်ရပါတယ်နိုင်ငံစကားပြောပြီးနောက်ချားလော့ကနောက်ထပ်တောင်းဝန်ဘာလို့ရမလဲလို့မေးလို့အလံကညစာစားခြင်းမတိုင်ခင်အထိသူမစိတ်ကြိုက်လုပ်လို့ရတယ်လို့ပြောပါတယ်စာကြီးတိုက်ကိုပြပြီးစောက်ကောင်တွေဖတ်လို့ရတယ်လို့ပြောပေမဲ့ဘလို့ချင်းနေမှမဆိုသူ့ကိုမနှောက်ယှက်ဖို့တင်းတင်းကြပ်ကြပ်ပြောပြီးတော့ချားလော့ကသူ့လှုပ်စီပြန်သွားတာနဲ့အလံကသူ့တင်နာစာရန်တွေကိုစစ်ဆေးပါတယ်ဘယ်သူတင်နာမဆိုအမှားယွင်းနိုင်ငံကိုတော့ရှောက်ဝင်နိုင်တဲ့အတွက်သူတင်နာလောကမှာချားလော့ကကြော်ကြားရသူဖြစ်ပါတယ်သူကစာရဲစာတန်းတွေကိုနီအောင်ပုတ်ပင်နဲ့ချစ်တော့ကစာရဲစာတန်းတွေကနီအောင်စိုးနေပေးချန်လာတဲ့အထိလှုပ်လိုက်ပါတယ်ဒီနေ့ဘက်မှာလန်ကလှုပ်ပြီးသွားတာကြောင့်ကြည့်လိုက်တော့ချားလော့ဟာပြင်းလို့နေရန်တွေကိုရေတက်နေတာကိုတွေ့လိုက်ရပါတယ်သူ့မှာဝါသနာမရှိဘူးလားလို့မေးတော့ချားလော့ကအိမ်မှုကိစ္စပဲလုပ်တတ်တာတခြားဘာမှမသိဘူးလို့ပြောပါတယ်ချားလော့ရဲ့ဘဝကအခုထိဝမ်းနည်းစရာတွေပဲဖြစ်နေခဲ့တဲ့ဆိုတာသူနားလည်သွားတာကြောင့်ကဘာကြီးကပေးတဲ့အရာတိုင်းကိုသူမကိုတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏလေးစဉ်းစားပြီးနောက်အိမ်ကြီးကနေထွက်သွားလိုက်တာခဏကြာမှဈေးကနေအမျိုးမျိုးသောပစ္စည်းတွေနဲ့လက်ဆောင်တွေယူပြီးပြန်လာပါတယ်ဒီနေ့ဟာသူမအတွက်ပထမဆုံးသောမစင်မကျင်လို့ရဲ့သင်ခန်းစာဖြစ်ကြောင်းအလံကပြောကအစားအစာနဲ့စတင်ပြီးညစာစားဖို့ဂျန်ကိုဖူးတွေနဲ့ဝိုင်ဘူးတွေကိုပြသလိုက်ပါတယ်သူ့ရဲ့မော်ပစ္စည်းတွေကိုရောင်းပြီးဒါတွေဝယ်ထားတာလို့ရှင်းပြတာနဲ့ချားလော့ကမစားဘူးလို့ညင်လိုက်တာဖြစ်လို့ကျမကြီးညီညွတ်တဲ့ညစာကခန္ဓာကိုယ်အတွက်ကောင်းတယ်လို့ပြောပါတယ်ဒါပေမဲ့အလံကချုံမင်းစားစကားပြောပြီးအလုပ်ရှင်နေနဲ့ကိမှုစားဖို့အမိတ်ပေးလိုက်တာနဲ့ချားလော့ကကိုက်စားကြည့်ပြီးအလံကိုလည်းခေါ်ပါတယ်အလံကသူ့ချွေချွေနဲ့မကြိုက်ဘူးလို့ဖြေတာနဲ့ချားလော့ကဒါဆိုဒီလောက်များများဘာလို့ဝယ်ထားတာလဲမေးတော့အလံကဒါတွေအားလုံးကသူမအတွက်လို့ဖြေလိုက်ပါတယ်
ဒါကိုကြားတဲ့ကချားလောက်ကတိတ်ဆိတ်သွားပြီးခဏကြာမှမျက်ရည်တွေကျလာတာဖြစ်လို့သူမအလံကိုရန်ကြီးစည်းတင်ကြောင်းပြောပြီးဒါမျိုးကိုပထမဆုံးချိန်ခံစားရတာမို့သူမတကယ်ပြောတယ်လို့ပြောပါတယ်အလံကသူမရဲ့မျက်ရည်တွေကိုညှင်းညင်းတတတုပ်ပေးပြီးဒါကအစပဲရှိသေးတယ်လို့ပြောပါတယ်အခုအစပြီးသူမကိုကဘာကြီးမှရှိတယ်မစင်မချင်းလောက်ရက်ဒီအားလုံးကိုသိမ်းမယ်လို့ပြောလိုက်ပါတယ်နောက်တစ်နေ့မနက်မှာအလံကသူတညလုံးရေးထားတဲ့မစင်မချင်းလောက်ရက်အစီအစဉ်စာအုပ်ကိုကြည့်လိုက်တာနဲ့ဖိုးဖွေးနူးနူးတက်တော်ရီခေါ်တာမပစ္စည်းလောက်တာရန်သူတွေကိုငရဲတဲ့ပစ်ချစတဲ့အသုံးမကျပေမဲ့ပျော်စရာကောင်းတဲ့လုပ်တွေပါပါတယ်ဒါမဲ့သူ့လူစိတ်မနှဲတဲ့သူပဲဒါတွေကိုနှစ်သက်မှဆိုတာသဘောပေါက်သွားလိုက်ပြီးစောက်ကိုမိုက်တဲ့ပစ်ချကစိတ်တူပြီးအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါမဲ့အိတ်ခံစီသွားရင်ချားလုံးနဲ့တိုက်မိတာကြောင့်ချားလုံးကကောင်းတဲ့နဲ့ခင်မာလို့မလို့ဆက်လိုက်ပေမဲ့အလံကသူတညလုံးနူးရကြောင့်အိပ်ဖို့သွားမယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ချားလုံးလက်ထဲမှာတုတ်တန်ချောင်းကိုတွေ့တော့ကျဲလိုက်ကမနစ်ကလေးကအင်ကြီးကိုတက်ရှိပြီးဆိုတော့တုတ်တန်နဲ့ဟိုတီတီရှောင်းနေတာလဲအလံကမေးပါတယ်ချားလုံးကသူ့တက်တုံးဝင်ကြည့်ပြီးအိတ်ကိုတက်ချင်အောင်ထားခြင်းတယ်လို့ပြောပါတယ်ဒီချိန်မှာအလံကသူမမျိုးကြီးပွဲရတာပဲမဲ့တကယ်တော့အစကန်တယောက်လိုဆက်ဆက်ခံရတော့တိလိုက်ရပါတယ်သူစဉ်းစားနေတော့ရုတ်တရက်တကားကနေရင်းနှီးတဲ့အတန်တစ်ခုကိုကြားလိုက်တာနဲ့တွားကြည့်တော့ချားလောက်ကမီယာဆိုတဲ့မိန်းကလေးကိုကြည့်နေအောင်တွေ့ရပါတယ်မီယာအလံကိုစာနဲ့ပစ္စည်းတွေပို့ပေးတဲ့သူဖြစ်ပြီးမီယာကအလံကိုတွေ့တော့နှက်ဆိုမီလို့ခေါ်လိုက်ပါတယ်ဒါကချားလောက်ကိုရမ်းကြောက်စားသိခဲ့ပြီးချားလောက်တလုံးသွားတာနဲ့အလံကပူပါနဲ့သူကတာမမော်စရာတောက်ပါလို့ချက်ချင်းပြောပါတယ်လူတွေနဲ့စကားများပြောတတ်တာကြောင့်သူ့ကိုနှက်ဆိုတစ်ကောင်လို့ထင်ကြတာလို့ပြောပါတယ်မီယာကချားလောက်ဟာတစ်ဖြစ်ကြောင်သတိထားမိလိုက်ပြီးတရင်ထဲမှာဖော်ပြတဲ့တစ္ဆာပေါင်းမှုကျွလွတ်တဲ့မိန်းကလေးဖြစ်ကြောင်သိလိုက်ရပါတယ်ချားလောက်ကြောက်သွားပေမဲ့မီယာကစိတ်မပူပါနဲ့ဒီချက်တွေကိုဘယ်သူမှမပြောပါဘူးလို့ပြောပြီးတော့မီယာကအလံစီတစ်ခုပေးပြီးအလံကလည်းမြို့မှာရောက်ဖို့ပစ္စည်းတစ်ခုပြန်ပေးပါတယ်မီယာကသူ့ပစ္စည်းတွေကိုဝယ်လိုအားများနေတယ်လို့ပြောပြီးမြို့မှာလုံငန်းလို့ဖို့ပြောင်းနေဖို့အကြံပေးပေမဲ့အလံကတော်ထဲမှာငင်းငင်းနေရတာကြိုက်တယ်လို့ညင်လိုက်ပါတယ်အလံကမီယာကိုသူ့ကုမ္ပဏီကဘာတွေပို့နိုင်သေးလဲမေးတာနဲ့တာမန်တိဆို့ရောင်းဝယ်ရေးတယောက်လိုမီယာကသူ့ရဲ့အနီးကနေထုတ်ယူပြီးအလံစီပေးပါတယ်အလံကဒီကတ်တလောက်ကိုချားလို့စီပေးပြီးသူမကြိုက်တာကိုမှာခိုင်းပါတယ်ချားလို့ဟာဒါမျိုးမကြုံဘူးသေးတာကြောင့်အရင်ပြုတ်သွားခဲ့ပြီးသူမမျက်လုံးပါတဲ့ပစ္စည်းတိုင်းကိုအမြန်မှာလိုက်ပါတယ်ရက်နေငယ်ကြမှာမီယာပစ္စည်းတွေနဲ့ပြန်လာကချားလို့စီပေးပြီးအလံစီကိုလှုပ်ဝက်တက်တာလုံးပေးလိုက်ပါတယ်အလံကတက်တာကိုဖွင့်တော့ထူးဆန်းတဲ့ຢာတခုထွက်လာတာနဲ့ဒါထူးနှပ်ဖို့အိတ်တလုံးဖြစ်နေတာကိုချားလို့ကအောက်သွားခဲ့ပါတယ်ဒါပေမဲ့အလံကဒါဒီနေ့ရဲ့ဒုတိယမစင်မီလို့ရဖြစ်ကြောင်ပြောလိုက်ရင်ချားလို့ကိုလိုက်တစုံပေးပြီးသူ့လက်ထက်ကစိတ်ပစ္စည်းမှုတွေကိုထူထောက်ဖို့ပြောပါတယ်အဲ့ဒါနဲ့ပူပြီးစိတ်လို့ရစေဖို့ချားလို့ရဲ့ဂတိစုံတဲ့တပ်ပုတ်ကိုထူးနှပ်ဖို့အိတ်ပေါ်မှာကတ်ထားလိုက်ပေမဲ့ချားလို့ကဒါမျိုးလုပ်ဖို့ညှင်းဆန်လိုက်ပါတယ်အလံကသူမစိတ်တွေကဒေါတာကိုထုတ်ဖို့လိုတယ်လို့ပြောပေမဲ့ချားလို့ကသူမဒေါတာမရှိဘူးလို့ပြန်ပြေးပါတယ်အဲ့ဒီစားသူမကနေစာလူဒန်းသားဖြစ်တဲ့အတွက်မင်းသားကိုတနာမိတယ်လို့ပြောပြီးအလံကသူ့ရဲ့ခန္ဓာချက်တွေကသူတင်ထားတာပုံပြီးနှက်ဆိုင်နေအောင်သိလိုက်ရပါတယ်သူစိတ်တူသွားတာနဲ့သူကြိုတင်စီစဉ်ထားတာကရိုးနိုင်ငံကိုတိုက်ခတ်ပြီးရန်သူတွေကိုအောင်မြင်နိုင်တဲ့အခါချားလို့နဲ့အတူပျော်ရွှင်စွာနေထိုင်မှုဖြစ်ပါတယ်ဒါပေမဲ့အခုတော့အစီအစဉ်အားလုံးအချင်းချင်းပြည့်သွားခဲ့ပြီးချားလို့ဟာသူမမလုပ်ခဲ့တဲ့အရာတွေအတွက်သူ့ကိုယ်သူပြည့်တင်နေပြီးမြေကအလံကိုချားလို့ကိုနိုင်ငံနေရာပေးဖို့အကြံပေးပါတယ်ဒါပေမဲ့အလံကစောင်းနေတာမျိုးမလုပ်ပဲချားလို့စီသွားပြီးထူးနှပ်ဖို့အိတ်စာသူ့ကိုထုခိုင်းပေမဲ့ချားလို့ကဒီလိုရက်ဆက်တဲ့တောင်းဆိုမှုကိုညှင်းဆန်လိုက်ပါတယ်ဒါပေမဲ့အလံကသူ့ကိုမော်နဲ့ထိချုပ်ပြီးသူ့ကိုယ်သူအရင်ပြင်းထန်စွာထုလိုက်တာနဲ့သူ့ကိုထွက်လာတာကြောင့်ချားလို့ကအလံစီပြေးသွားပြီးဘောက်ဒီလိုလုပ်ရတာမေးပါတယ်အလံကသူမရဲ့ဒေါက်တာကိုထုတ်ဖို့ကိုညီဖို့လိုတယ်လို့ရှင်းပြပြီးသူမနဲ့တူရှိနေစမှာသူမရဲ့ခံစားချက်တွေကိုပုံဝဲစရာမလိုဘူးလို့ပြောပါတယ်သူမျက်နှာကိုပေါ်နဲ့ပြင်ပေးပေမဲ့ချားလို့ကမျက်ရည်ကျလာပြီးနောက်တစ်ခါမလုပ်ဖို့ပြောတာနဲ့အလံကနောက်တစ်ခါဘယ်တော့မှမလုပ်ပါဘူးလို့ချက်ချင်းကတိပေးလိုက်ပါတယ်အဲ့နဲ့မီယာစီထူးနှပ်ဖို့အိတ်ကိုပြန်ပေးပြီးဒုက္ခပေးတဲ့တောင်းမလိုက်ကမီယာကအခုတော့ဒုက္ခရောက်နေပေမဲ့မကြခင်မှာနှစ်ထောက်ကုတ်ခလေးပစ္စည်းလက်စွပ်တွေလိုအပ်လာမယ်လို့ပြောလိုက်ပါတယ်အလံနဲ့ချားလို့ကလက်ပိတ်တောင်းနေကြပြီးရုတ်တရက်ပရင်ပေါက်ကနေလှပတဲ့မိန်းကလေးတယောက်ခုံလာပါတယ်ချားတော့ကအောက်သွားပြီးသူမကဘာတူလဲလို့မေးတာနဲ့အလံကဝင်ပြီးအဲ့မိန်းကလေးကိုအေယူကခရော့ဖောလို့မိတ်ဆက်လိုက်ပါတယ်သူမကအလံရဲ့ညီမဖြစ်ပြီးအလံကချားလို့ကိုပြပြပြီးသူ့ဘာတွေကငယ်ငယ်ကလေးကဆုံးသတ်တာကြောင့်ခရော့ဖောမိတာသူကသူ့ကိုမွေးစားခဲ့တယ်လို့ပြောပါတယ်ပြီးတော့အေယူကကိုဒီအင်ကြီးကိုဘလို့ရှာတွေ့ခဲ့တာလဲလို့မေးတာနဲ့အေယူကပြုံးပြီးတောထဲမှာနှက်ဆိုမင်းဆိုတဲ့အတန်ကြီးကြားရတဲ့အကြောင်းအဲ့ဒီအတန်ကြီးနောက်လိုက်ရင်ဒီကိုရောက်လာတာလို့ပြောပါတယ်အလံကအေယူကကိုချားလို့ကသူ့ရဲ့ရည်စားလို့မိတ်ဆက်ဖို့ကြိုးစားပေမဲ့အေယူကချားလို့ရဲ့ဇက်လန်တစ်ခုလုံးသိကျင်နေတာဖြစ်တာနဲ့အလံကချားလို့ရဲ့ဇက်လန်တစ်ခုလုံးကိုပြပြလိုက်ပါတယ်အဲ့ဒါအေယူကအလံကိုရမ်းဆိုးတယ်လို့ပြောလိုက်ပြီးမိန်းကလေးတယောက်ကိုအစားသုံးတွေနဲ့ထုနှက်ခိုင်းတာမျိုးမလုပ်ပဲတကယ်မစင်ပြင်းလုပ်ရတဲ့တေးဖို့လိုတယ်လို့ပြောပါတယ်အေယူကသူမကိုယ်တိုင်ချားလို့ကိုတေးမယ်လို့ပြောပေမဲ့အလံကငြင်းပြီးသူကိုယ်တိုင်ကအကောင်းဆုံးဆရာဖြစ်တယ်လို့နှစ်ယောက်သာတဆိုးထိုးပြောနေကြတာကြောင့်တောက်ကျူနဲ့သူတို့နှစ်ယောက်ဟာချားလို့ရဲ့အုတ်ထံကွေးအတွက်ပြဲပွဲတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီခုသွားပြီးအလံကမျက်လက်နဲ့ချားလို့ရဲ့သပင်ရောင်ကိုပြောင်းလိုက်ပြီးသူမဝှစုံနဲ့ဖုံးလိုက်ကအဲ့ဒါမှလည်းသတင်းတောက်တွေမမြင်နိုင်မှာဖြစ်ပါတယ်သူတို့ရဲ့ပထမဆုံးစိန်ခေါ်မှုကချားလို့အတွက်တစ်စော်တဲ့ဝိစာရေးဖို့ဖြစ်ပြီးအေယူကလှပတဲ့ဝိစာစုံကိုရှာတွေ့တာနဲ့ချားလို့ကိုဝစ်လဲခန်းနဲ့ပို့လိုက်ပါတယ်ချားလို့ထဲမှာရှိနေတဲ့အချိန်အေယူကနဲ့အလံကချားလို့ကိုမှုဆွဲခံရအောင်လုပ်တဲ့လူတွေကိုရှာဖို့ပြည့်ဝစကားပြောနေကြပါတယ်ချားလို့ကအေယူကကိုခေါ်ပြီးအနောက်ဘက်ကျိုးတွေချီဖို့အကူအညီတောင်းတာနဲ့အေယူကတွင်းဝင်ကူညီတဲ့အခါချားလို့ရဲ့နောက်ကျောမှာမာယိုနေတဲ့နာတွေကိုတွေ့လိုက်ရတာကြောင့်သူမအော်သွားပြီးအလံကိုလည်းပြလိုက်ပါတယ်အလံကချားလို့ရဲ့မာယိုတွေကိုမော်ဆွဲနဲ့ပြောက်ကြအောင်ကူတာလိုက်ပေမဲ့သူ့စိတ်ထဲမှာဒေါက်ထွက်နေခဲ့ပါတယ်သူနားလိုက်တာကနိုင်ငံတော်ထဲမှာအစုံတယောက်ကချားလို့ကိုရမ်းမုန်းတာကြောင့်ဒီလိုနောက်ဆက်တွေပေးခဲ့တာဖြစ်မယ်လို့ထင်သွားခဲ့ပါတယ်အလံနဲ့အေယူကချားလို့ကိုဒုက္ခပေးခဲ့တဲ့လူတွေအားလုံးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပြီးအလံကသူ့စိတ်ကိုပြန်ထဲမိတဲ့နောက်ချားလို့အတွက်ဝိစာတစ်စုံကိုကြပန်ရွေးပေးလိုက်ပါတယ်အားလုံးအော်သွားတာကအဲ့ဒီဝိစာဘီကီနီဖြစ်နေခဲ့ပြီးအလံကဒီအချင်းကြီးကိုရလိုက်ပါတယ်
နောက်တစ်နေရာမှာဈေးလဲမှာအလန်ကဈေးဘတော်နောက်ထပ်မစင်မကျင်လို့ရတဲ့တစ်ခုအနေနဲ့မိတ်ဆက်လိုက်ပြီးဆိုင်ကပစ္စည်းတစ်ခုကိုရွေးပေမဲ့ဘယ်သူမှမကြိုက်ပဲဖြစ်နေလို့နောက်တစ်ခုရွေးပြီးတော့ထပ်ပြီးညင်မိုက်ခါလာရပါတယ်အေကသူ့ရဲ့ရွေးချယ်မှုတွေဟာအမိုက်တွေလိုဖြစ်နေတယ်လို့မှတ်ချက်ပေးလိုက်တဲ့ကြောင့်ချားလော့ရဲ့ကြားမှာမော်တော်နှစ်ယောက်စကားတိုက်ခိုက်ဖြစ်နေကြပါတယ်ဒီလေသာစားဖို့စားတော့ဆိုင်မှာချားလော့ကသူ့ကိုငွေတွေအများကြီးမသုံးဖို့ပြောပေမဲ့အလန်ကသူမကိုအေးစင်းနေဖို့ပြောလိုက်ပြီးအနေနဲ့သုံးလိုက်ရုံနဲ့သူမလက်တွေ့ကဘာကြီးအကြောင်းနိုင်ငံတိလာမယ်လို့ပြောပါတယ်အေကမဖြူမမဲကောင်အလန်ရွေးချယ်မှုတွေပေါ်နောက်ထပ်ကထပ်ဝေပြန်တာကြောင့်တက်ပွဲဖြစ်တော့ကအလန်ကအပြင်မှာပြုံးနေပေမဲ့အတွင်းမှာတော့သူ့စိတ်ကိုခိုင်းမှစွာတိဆောက်ထားလိုက်ပြီးသူကချားလို့ကိုသူ့ညီမလက်ထဲမှာပေးဖို့ဘယ်လိုနည်းနဲ့မဆိုဆုံးဖြတ်ထားတာဖြစ်ပါတယ်။နေ့စဉ်စားပြီးရဲ့နောက်သူတို့ဇိုးဝက်ထက်ကြရင်လမ်းမှာအေးကမော်တကားပေါက်တစ်ခုကိုတွေ့ပြီးလုံးဝစိတ်ဝင်စားတတ်တယ်နဲ့အလန်ကအေးကမပါတာဒိဋ္ဌိအားမိပြီးချားလို့ကိုခေါ်ပြီးဆန်တစ်ခုကိုသွားကချားလို့ရဲ့စပိန်မှာလှပတဲ့ဇလူတစ်ခုကိုကြည်ညူထိုးပေးလိုက်ပါတယ်။ချားလို့ကရှက်သွားသလိုသူတို့နှစ်ယောက်ချစ်ချင်းမေတ္တာဖလှယ်နေတဲ့အချိန်မှာလူစိုးအုပ်စုတစ်စုကနောက်ကနေပေါ်လာတာနဲ့ချားလို့ကိုတွန်းလိုက်ပြီးသူတို့ကတောင်းပန်တာမလုပ်ပဲဈေးထဲမှာလောင်စာလုပ်ပါတယ်။လန်ကအေးဆေးနေပြီးစကားနဲ့ဖြေချင်မှုကြိုးစားခဲ့ပေမဲ့သူတို့ကအလန်ကိုလွန်တယ်လို့ဖြစ်လာတာကြောင့်အဲ့လိုနဲ့လူစုတွေကအစင်းတစ်ခုထိရောက်သွားပြီးတယောက်ကချားလို့ကိုညအတွက်တောင်းဆိုလာပြီးတိကျမှုတက်ကြော်လွန်လာတဲ့အတွက်ချားလို့ကိုမတင်တဲ့နည်းနဲ့ထိဖို့ကြိုးစားတဲ့အခါအလန်ကလေထဲမှာသူ့လက်ကိုစုပ်ကန်လိုက်ပြီးပစ်လိုက်ပါတယ်။နောက်ထပ်လူစုတယောက်ကဓာတ်နဲ့အလန်ကိုတိုက်ခိုက်ပေမဲ့အလန်ကဓာတ်ကိုရေခဲသားသေးပြီးတစ်ချက်တည်းနဲ့သူ့ကိုရိုက်လိုက်တာအဲ့လိုနဲ့လန်ကဒေါက်တာထွက်နေတယ်ဖြစ်ပြီးသူတို့ကိုတပ်ဖို့ကြိုးစားနေပေမဲ့ရုတ်တရက်ချားလို့ရဲ့အခြေအနေကိုတတိယလိုက်ပါတယ်။သူကအကြမ်းဖက်မှုမလုပ်ဖို့ခရီးပေးထားတာနဲ့သူမြင်နားလဲအောင်လုပ်ပြီးချားလို့ကိုတောင်းပန်ပေမဲ့ချားလို့ကဒါအသိရင်မကြည့်ပါဘူးလို့ပြောလိုက်ပါတယ်။လန်ကသူ့မောက်ကိုကာကွယ်ဖို့လုပ်တာဆိုရင်မေးတော့ပါဘူးလို့ပြောပြီးသူ့မောက်ကာကွယ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။လန်ကသူတို့သူချင်းနေတွေဘာမှစိတ်ဘူးမှလည်းပြန်ပြောပြီးအကွာဝေးတစ်ခုကနေအေယူကဒီမြင်ငွေအားလုံးကိုကြည့်နေတဲ့အတွက်တော့သိရလိုက်ပြီးဒီခါတော့အလန်ကိုနိုင်ပေးလိုက်တာဖြစ်ပါတယ်။သူမကိုယ်တိုင်ပြန်ပြောတာကချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်အလန်ကချားလုံးနဲ့တင်းတော်တဲ့ဖြစ်တာနဲ့သူတို့အားလုံးစိတ်မသားပြီလို့ထင်တဲ့ချိန်မှာလူစိုးအုပ်စုခေါင်းဆောင်ကပေါ်လာလို့ချားလို့ကအလန်နောက်မှာပုံနေခဲ့ပါတယ်။အလန်ကတတိယကြည့်နေပြီးအလန်ကရှေ့သူသွားတာနဲ့သူကမက်ကက်လာလို့မေးပါတယ်။လူတစ်ယောက်ကဟုတ်ကြောင်သဘောတူပြီးအလန်ကိုသူမသိဘူးလို့ညင်းဆန်ကရိုက်လိုက်လို့အလန်ကမထိခဲ့ပဲမက်ကက်ရဲ့အမှတ်ဉာဏ်အားနဲ့နေတယ်လို့ပြောပါတယ်။သူကအလန်ခရော်ဖော့လို့မိတ်ဆက်ပြီး Magical Anniversary လို့ပြောရတဲ့မက်ကက်ကသူ့လူမဲကိုသိရပြီးမက်ကက်ကဒီနမဲကိုတတိယပြီးသူ့အလန်ရဲ့ခြေထောက်မှာလဲကျပြီး Great Demon လို့ခေါ်ကလူငင်ချမ်းသာဝင်တောင်းပေမဲ့မက်ကက်ရဲ့လူတွေကသူ့ကိုဒူးမထောက်ဖို့ပြောပါတယ်။ဒါပေမဲ့မက်ကက်ကဒေါ်ထွက်ပြီးသူတို့ကိုရိုက်နှက်ဖို့လုပ်ပေမဲ့ဘယ်သူမှ Great Demon လို့ကိုမနှောက်ယှက်ဘူးလို့တတိပေးရနဲ့အေကချားလို့ကိုရှင်းပြတာကလန်ရဲ့ဖခင်ဟာကမ္ဘာကြီးဆုံး Magical Anniversary ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။အလန်ငယ်ငယ်ကလေးကညင်ထက်မြက်ပြီးအသက်12နှစ်မှာ Magical Anniversary ပွဲရခဲ့ပြီးအဲ့ဒီကလေးကသူကတက္ကသိုလ်မှာဆရာဖြစ်လာပြီး Great Demon လို့ဆိုတဲ့အမည်ရခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာမီယာနဲ့အေကတို့ဟာအလန်စီသွားပြီးအလန်ကိုတကားနာမှာဝန်နေတဲ့မျက်ရည်တွေနဲ့တွေ့တာနဲ့အေကအလန်နဲ့ချားလို့ကကြားမှာတခုဖြစ်နေလို့မှန်းလိုက်ပြီးအလန်ကခေါင်းညှိလိုက်ပါတယ်။မင်းညကချားလို့ကိုပတ်စံပေးဖို့ကြိုးစားပေမဲ့ချားလို့ကမြူဘူးလို့ညှင်းဆန်လိုက်တာ။အလန်ကဒါဟာသူမရဲ့လက်သာဖြစ်ပြီးမြူရမကြောက်ပါနဲ့လို့ပြောပေမဲ့ယူဖို့နည်းနည်းဖိအားပေးပြီးတဲ့နောက်ချားလို့ကပတ်စံယူလိုက်ပေမဲ့သူမတယောက်တည်းဈေးဝယ်ခွင့်တောင်းပါတယ်။အစမှာအလန်ကညှင်းဆန်နေပေမဲ့နောက်ဆုံးမှာတော့ချားလို့ရဲ့ချစ်စရာကောင်းတဲ့ပြမှုတွေကိုမခံနိုင်ပဲခွင့်ပြုလိုက်ပါတယ်။အခုချိန်မှာလန်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုနောက်နိုင်ရနေပြီးမီယာနဲ့အေကာတို့ကချားလို့ကိုနောက်ကနေကြည့်ဖို့အကြံပေးလို့သူလက်ခံပြီးသဘောတူလိုက်ပါတယ်။အချိန်နှင်းငယ်ကြာပြီးတဲ့နောက်ချားလို့ကဈေးကိုသွားပြီးအလန်ပေးတဲ့မြေပုံကိုလိုက်နာတာကိုအလန်ကဂုဏ်ယူမိကမီယာကချားလို့ဟာမြို့ရဲ့တစ်ဖက်ဆုံးကရာဇဝတ်သားတွေရှိတဲ့နေရာကိုတွားနေတယ်လို့ပြောပါတယ်။နောက်တစ်ခါလက်ရင် Spear Grand ရဲ့နေမိတ်ထဲရောက်သွားမယ်လို့သတိပေးတာနဲ့လန်ကခဏလေးစဉ်းစားကြည့်ပြီးအရေးကြီးလှုပ်ရှိရဆိုတဲ့အကြောင်းပြချက်နဲ့ထောက်ကောက်ဖို့ပြင်ဆင်နေကသူကအေကာနဲ့မီယာတို့ကိုသူ့ပြမလာခင်အထိချားလို့ကိုယူဆိုင်ဖို့ပြောပြီးအရေးတွေကိုပြောက်သွားပါတယ်။နောက်တစ်ခါလှည့်ပြီးတဲ့နောက်ချားလို့ဟာလူသူကင်းမဲတဲ့နေရာကိုရောက်သွားပြီးဘယ်နေရာမှာလဲဆိုတာကိုသူမသိအောင်ကြိုးစားနေခဲ့ပြီးဆွေးရခံအဖွဲ့တွေကချားလို့ကိုဝိုင်းထားတဲ့အခါအားလုံးကြောက်ရွံ့သွားကြပါတယ်။အချင်းတွေကစိုးရနေပြီလို့ထင်ရပြီးမီယာနဲ့အေကာတို့ကချားလို့ကိုကောက်ဖို့ချက်ချင်းဆုံးပြလိုက်ပေမဲ့အားအသင်းစရာကောင်းတာကသူတို့အားလုံးကချားလို့ကိုပန်းနေတဲ့ကြိုးဆိုတာဖြစ်ပြီးအားလုံးအားအသင်းသာပြီးဘာဖြစ်နေလဲဆိုတာကိုနားလည်ဖို့ကြိုးစားကြပါတယ်။မကြခင်မှာလမ်းပြန်လာပြီးအေကာကိုဘယ်မှာရှိနေလဲမေးကလန်ကပြုံးပြီးအေကာကဆွေးရခံကိုအေးစီစီသင်ခန်းစာပေးပြီးချားလို့ကိုနှောက်ယှက်ရင်ဘာဖြစ်မဲ့ဆိုတာကိုပြပြထားလို့ဖြေပါတယ်။ချားလို့ကဂန်ဖွဲဝင်တွေရဲ့ကိုပေါ်မှာဘယ်သူမှမထူးထပ်တာနဲ့မာရွေးတွေကိုတတိထားမိလိုက်ပါတယ်။ဒီမှာသူတို့အဆင်ပြေလာမေးပြီးအနာတတစီရဲ့ဆေးတစ်ခုကိုကန်လိုက်ပေမဲ့ဂန်ဖွဲတွေကငိုကြိုးပြီးချားလို့ကိုနေသမီးပါလို့ချီးမွမ်းနေကြပါတယ်။သူတို့ကသူတို့ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲပြီးခုကစားပြီးယူသားသားနေထိုင်မှုဆုံးဖြတ်လိုက်ကြပြီးချားလို့ကလက်ရဲမိတ်ဆွေတွေလားလို့မေးတာနဲ့သူတို့ကဟုတ်ကြောင်သဘောတူပြီးဒီမလော့ကိုဆက်မပြောအောင်လုပ်ရင်ဘာဖြစ်မဲ့ဆိုတာကိုတတိထားနေကြကချားလို့နဲ့ဒီမလော့ရဲ့ဆက်ဆက်ရေးကိုမေးရကအလန်ကစိတ်လှုပ်ရှားသွားခဲ့ပါတယ်။ချားလို့ကအလန်ကိုသူမတခင်လို့ပြောပြပြီးသူတို့ကမကြခဏမစင်မကျင်လုပ်ရတွေလုပ်တယ်လို့ပြောပါတယ်။အားလုံးအားတင်သွားကြပြီးအလန်ကချက်ချင်းပဲအထင်မြင်လွယ်မှမှုကိုရှင်းပြဖို့ပြေးလာခဲ့လို့အေကဒီနေရာမှာတော့လှုပ်သားပေမဲ့မြို့တော်ဘက်မှာချားလို့ပျောက်သွားပြီးဂန်ဖွဲဝင်တွေတွေ့နိုင်တယ်လို့ပြောပါတယ်။အလန်ကပြုံးပြီးဒါဆိုရင်ဒီနေရာကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ပြောပြီးတဲ့နောက်မှာအေကနဲ့မီယာတို့ကိုကြည့်ပြီးအလန်ကမြို့တော်ဘက်ကဂန်ဖွဲဝင်တွေရိုက်နှက်သွားတာရုတ်တရက်မြို့ကငြင်းချမ်းသွားပြီးချားလို့ကသူ့ရဲ့လှုပ်ဝက်ဈေးဝက်ခီးကိုဆက်လက်လှုပ်ဆောင်လိုက်ပါတယ်။ဒီနေ့ပိုင်းမှာချားလို့ကသူ့ဈေးဝက်ခီးပြီးဆုံးသွားပြီးဈေးနီးမှာအလန်မီယာနဲ့အေကတို့ကိုတွေ့ပါတယ်။ချားလို့ကလမ်းမလူတွေအားလုံးကအလန်ကိုချီးမွမ်းနေကြတယ်လို့ပြောကမနေ့ကသူကဂန်တွေနဲ့သူတို့ရဲ့ခေါင်းဆောင်ကိုရိုက်နှက်ပြီးလမ်းတွေကိုဘေးကင်းစေခဲ့တာဖြစ်လို့အဲ့ဒါနဲ့လန်ကချားလို့ကိုသူ့ဈေးဝက်ခီးဘယ်လိုလဲမေးတာနဲ့ချားလို့ကအဆင်ပြေတယ်လို့ဖြေပါတယ်။သူကအလန်အတွက်လက်ဆောင်ပေးဖို့ကြိုးစားပေမဲ့အလန်ကြိုက်နေတဲ့တာကိုမတွေ့ပဲဖြစ်နေလို့အလန်ကဝမ်းနေပြီးသူကချားလို့စီကနေတစိကောင်ပို့စကအလန်လက်ထားတဲ့ပုံညီကိုနဲ့လမ်းမေးပန်းတစ်ပွင့်လောက်တောင်ပြောရမှာဖြစ်တယ်လို့ပြောပါတယ်
ချားလောက်ကသူ့ကိုတောင်းပန်ပြီးအလန်ရဲ့ဝစ်စုံညစ်ပတ်နေတာကိုပြင်ဆင်ပေးဖို့တောင်းဆိုတာနဲ့လန်ကသဘောတူလိုက်ပါတယ်ဒီမှာချားလောကအကြံပေးတဲ့စာအုပ်တစ်အုပ်ကိုဖတ်ပြီးချီးမွမ်းပြောဆိုနေကစာအုပ်ထဲမှာဖော်ပြတဲ့ Magical Culture နဲ့တိုင်းပြည်အကြောင်းကိုပြောပြနေပါတယ်အလန်ကစာအုပ်ထဲမှာချားလောက်သွားခြင်းရဲ့နေရာရှိရင်သူနောက်နေသွားမယ်လို့ပြောတာနဲ့ချားလောက်ကမပြောချင်ပေမဲ့အလန်ကသူ့နှလုံးသားပေါ်မှာတေမင်းကျင်စာချမယ်လို့ချမ်းကြောင်းပါတယ်ချားလောက်ကအလန်ကိုတားဆီးဖို့ကြိုးစားပေမဲ့သူတို့နှစ်ယောက်တဘောတူမှုတစ်ခုရဖို့ဒီကစွာရှိနေတဲ့အချိန်လူတရက်တကားကောက်တောင်ကြားလိုက်ရပါတယ်မိယာကအိမ်ထဲဝင်လာပြီးပစ္စည်းတစ်ခုပေးကဒါဟာဂျူနိုဝါဒေတာကိုသွားဖို့လမ်းမနှစ်ဆောင်ပါတဲ့အထုပ်ဖြစ်တယ်လို့ပြောပါတယ်နောက်တစ်နေ့မှာလန်နဲ့ချားလောက်တို့ဟာဂျူနိုဝါဒေတာကိုမြင်းလဲနဲ့သွားကြပေမဲ့လမ်းမှာချားလောက်ကလှပတဲ့မျက်ခွင်တွေကိုမြင်ပြီးချီးကျူးလိုက်ပါတယ်ခီးကြကြီးသွားပြီးတဲ့နောက်ဂျူနိုဝါဝီဆိုမှာအလန်နဲ့ချားလောက်ကိုဂျီတူမတယောက်ကကြိုးဆိုပါတယ်ဂျီတူမသူတို့ရဲ့လက်မှတ်တွေကိုစစ်ဆေးပြီးဟာနီမူအတွက်ကြိုးဆိုရင်အလန်ကသူတို့ကိုဟာနီမူမဟုတ်ဘူးလို့ပြောပေမဲ့ဂျီတူမကသူတို့ကချစ်သူတွေဖြစ်မယ်လို့ထင်ပြီးဇုံတို့လို့ကြိုးဆိုလိုက်တာနဲ့ချားလောက်နဲ့အလန်တို့ကရှင်းနေကြတာကိုမြင်ရရင်အလန်ကသူတို့ကချစ်သူတွေမဟုတ်ဘူးလို့ရှင်းပြပေမဲ့ဂျီတူမကသူတို့ရဲ့ဗလိရှိဟာကပယ်ဖြစ်ရှိနေပြီလို့ပြောပါတယ်မီယာပေးတဲ့အထုပ်ကိုဖွင့်ပြီးအတူတူ special ကပယ်တစ်ကတ်တွေကိုပြသလိုက်ပေမဲ့အလန်ကမီယာကိုစိတ်ထဲမှာကျဉ်းစင်းနေခဲ့ကမီယာနဲ့အီဂါတို့ကနောက်ပုံကြည့်နေခဲ့ပြီးဒီရှုပ်တွေကိုကြည့်နေရတာတွေ့နေခဲ့ကြပါတယ်ဒီဘက်ကရန်စေးကြည့်ပြီးအရင်ကတည်းကဘောကင်းလောက်ထားတာကြောင့်သူတို့နှစ်ယောက်ဟာတရက်အတွက်ကပယ်ဖြစ်ရှိနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ခဏကြာမှသူတို့ဟာဗီဇော့ကိုလက်ပဲကြည့်ရှုပြီးတဲ့နောက်ရေပူစမ်းစီသွားကြရင်အေယာမဝင်ပေါက်ကြီးကိုမြင်ပြီးသူတို့နှစ်ယောက်လုံးအောက်သွားခဲ့ကြပါတယ်အဲ့နဲ့လမ်းညွန်ကဒီရေပူစမ်းနေရဲ့အထူးခြားဆုံးအချက်တွေကိုရှင်းပြပြီးသူတို့စမ်းစစ်ယူတာလားမေးပါတယ်အလန်ကဘာလို့စမ်းစစ်လို့တာလဲမေးပါတယ်လမ်းညွန်ကဒါအမျိုးသားနဲ့အမျိုးသမီးရောနှောပြီးရေချိုးတဲ့နေရာဖြစ်ပြီးစမ်းစစ်လို့တယ်လို့ရှင်းပြတာနဲ့သူမကသူတို့မှချစ်စရာကောင်းတဲ့ငားနိုင်တဲ့စမ်းစစ်ရှိတယ်လို့ခွေးတီမွန်လို့ဒါတော့မသိတဲ့အတွက်ပြပလိုက်ပါတယ်ပြီးတော့မင်းကလေးအတွက်နေရာကိုချားလောက်ကိုပို့ပေးလိုက်ကအလန်ကသူ့အတွက်ဗလာစီယာလိုမျိုးဂျေကူးဆောင်ဝဲပြီးဂျေချိုးကအပြင်ဘက်မှာစောင့်နေခဲ့ပါတယ်ချားလောက်ကစင်းစစ်နဲ့ဘလို့ပုံစံဖြစ်နေမလဲလို့ဆိုတာစဉ်းစားနေတဲ့လန်ကတော့အရန်ထက်မြက်တဲ့အဖြေတစ်ခုကိုရလိုက်ပြီးအစိုးဆုံးချိန်ဒီမှာသူ့နှလုံးသားကိုရဲတမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ချိန်ရုတ်တရက်ချားလောက်ကဝင်လာပြီးသူမကိုမြင်တဲ့ကအလန်ကနှလုံးသွေးရက်သားပြီလို့ပြောလိုက်ရင်ချားလောက်ကရေကူးဝဲဆောင်နဲ့သူမလှလာလို့မေးရတယ်အလန်ကကြည့်နေတော့သူကမျက်နှာနေရဲနေပြီးတတယ်လို့ယုံကြည်ပြောလိုက်ပါတယ်အဲ့နဲ့ချားလောက်ကလည်းအလန်ကိုချီးမွမ်းပြီးရေကူးဝဲဆောင်နဲ့သူလှပနေတယ်လို့ပြောပါတယ်နောက်ဆုံးမှလန်ကသူ့စိတ်ကိုပြန်ထိန်းနိုင်မှုသူတို့နှစ်ယောက်ရေပူစမ်းနဲ့ဝင်ပြီးဝန်ဆောင်မှုတွေကိုတစ်ခုပြီးတစ်ခုခံစားကြပါတယ်ညနေပိုင်းမှာသူတို့နှစ်ယောက်ဟာရေပူစမ်းထဲမှာကြောက်တွေနဲ့ဝင်ရထားပြီးဆန်းဆက်ရဲ့လှပမှုခံစားနေကြကသူတို့ရေပူစမ်းထဲမှာစိတ်နေတော့အစီကံတယောက်ကရေကမုတ်ယူလာပါတယ်ချားလောက်ကဒါပါလဲမေးတာနဲ့လန်ကသူမအတွက်အားအသေးစရာလုပ်ဖို့မိတ်ပေးထားတာလို့ရှင်းပြလိုက်ကဒါဟာရေပူစမ်းထဲမှာပဲလုပ်လို့ရတဲ့နောက်တော့မစင်မချင်းလုပ်ရတဲ့တစ်ခုဖြစ်တယ်လို့ပြောပါတယ်သူက immortal eye ကိုတုံးပြီးရေကမုတ်တွေကိုရေပူစမ်းရဲ့အပူကြောင့်မပြောင်းအောင်လုပ်ထားလိုက်ပါတယ်အဲ့လိုနဲ့ရုတ်တရက်အခြားလူတွေလည်းရေကမုတ်တွေလာမှကြောက်လို့ရမ်းရှုပ်တွေသွားပါတယ်သူတို့ရဲ့ရေကမုတ်ရောက်လာတဲ့အခါကလေးချို့ကလာပြီးအလန်ကိုဒီရေကမုတ်ကိုသူတို့ရဲ့ရေကမုတ်တွေမှာတုံးပေးဖို့တောင်းဆိုလာကြပါတယ်အလန်ကဒီနေ့စိတ်ကောင်းနေလို့သူတို့တောင်းဆိုချက်ကိုလုပ်ပြီးလို့လက်ခံလိုက်တာနဲ့ရေကမုတ်ခွက်အားလုံးမှာ immortal eye magic ကိုတုံးပေးလိုက်ပါတယ်နောက်ပိုင်းဒီလိုပွဲတော်မျိုးမှာအလန်ကလမ်းညွန့်ကိုအခြားစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအကြောင်းရှိသလားလို့မေးရတယ်လမ်းညွန့်ကပိုကောင်းတဲ့အားကစားကမ်းခြေနဲ့ဖရီနီယယ်လိုတက်တဝါတွေကိုလေးလာနိုင်တဲ့တောင်ကုန်းအပါဝင်ညင်းသိတဲ့နေရာတွေအကြောင်းအကြံပေးလိုက်ပါတယ်ချားလောက်ကဖရီနီယယ်လိုတက်တဝါတွေအကြောင်းမေးတဲ့အခါလန်ကသူတို့ဟာရမ်းမြက်ပြီးညဉ့်ညံ့တဲ့မော်တက်တဝါတွေဖြစ်တယ်လို့ပြောပါတယ်သူတို့သွားဖို့ဆုံးဖြတ်တဲ့အချိန်မှာလမ်းညွန့်ဟာဖရီနီယယ်တွေရဲ့မိလိုက်ရာသီဖြစ်နေလို့သူတို့မရှိဘူးလို့ပြောပါတယ်ညနေစားပြီးတဲ့နောက်သူတို့အခန်းထဲဝင်သွားရင်လန်ကအဲ့ရောက်ကိုတွေ့တဲ့အခါရမ်းကြောက်သွားခဲ့တယ်လို့အဲ့ရောက်ကိုချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့အရာတွေနဲ့လှဆင်သားတာတွေ့တော့သူကအခန်းဝန်ထမ်းတွေကိုချက်ချင်းခေါ်ပြီးဒီပိုလှဆင်မှုတွေကိုဖယ်ရှားဖို့တောင်းဆိုလိုက်ပါတယ်အခန်းကျင်းမှာမီယာနဲ့အေကငကြက်ကရိယာတွေတုံးပြီးသူတို့ကိုနားထောင်နေခဲ့ကဘာမှဖြစ်လာမှာကိုမျှော်လင့်နေခဲ့ပါတယ်အခန်းထဲမှာလမ်းညွန့်ကလှဆင်မှုတွေကိုဖယ်ရှားပေးပေမဲ့ဒါအထူးစိတ်ချက်ပြုလုပ်ထားတဲ့အိယာဖြစ်တဲ့အပြင်လူနှစ်ယောက်အိယာပေါ်မှာအိရင်သူတို့အိမ်မက်တွေကိုကြည့်နိုင်တယ်လို့ပြောပါတယ်သူတို့နှစ်ယောက်အိပ်ဖို့ကြိုးစားပေမဲ့အိယာလွန်စင်ပြေလို့နေလို့မအိမ်နိုင်ပဲလန်ကချားလောက်ကိုဘာအိမ်မက်မရှင်လဲမေးတာနဲ့ချားလောက်ကသူမဘွားနဲ့အတူအိမ်မက်မရှင်တယ်လို့ပြောပါတယ်သူမကိုအိပ်ပျော်စေဖို့အကူအညီတောင်းတဲ့အတွက်အလန်ကအလင်းညွန့်မော်ဆိုတဲ့ဘာဟဲပုံနိုးတဲ့မက်ဂျစ်ကိုသုံးပြီးချားလောက်ကိုအိပ်ပျော်စေခဲ့ပါတယ်ချားလောက်အိပ်ပျော်သွားတဲ့အခါအလန်ကသူ့ရဲ့လှပတဲ့အိမ်နေပုံကိုကြည့်နေကလူတို့ကတော့အဲ့လိုကြည့်နိုင်မှာမထင်ပါသူမရဲ့သားရည်ချစ်စရာမျက်နှာရွှေအောင်စပင်တွေကိုတတိထိုင်မိလိုက်တယ်လို့ကျူတီရဲ့သူ့ခဏကိုယ်ထဲမှာတကူခံစားမိလိုက်ရတာနဲ့ဒီချိန်မှာသူရမ်းပူလောင်နေတာကိုနားလည်သွားခဲ့ပါတယ်သူကသူရမ်းပြင်းတဲ့အင်အားကိုသုံးပြီးတီလောက်တဲ့စပက်တစ်ခုတုံးလိုက်တာကြောင့်သူနဲ့အတူအပြင်ကစတစ်ကာနှစ်ယောက်လည်းချက်ချင်းအိပ်ပျော်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အလန်နဲ့ချားလောက်ကနိုးလာခဲ့ပြီးအလန်ကချားလောကိုသူမရဲ့အိမ်မက်ကြောင့်မေးရဖြစ်လို့ချားလောရဲ့မျက်ရည်တွေကျလာပြီးသူမဘွားနဲ့အတူအချိန်ကောင်းတွေကိုကုန်သွင်းခဲ့တဲ့အတွက်အလန်ကိုကျေးဇူးတင်တဲ့အကြောင်းပြောပါတယ်အခုကြည့်နေတဲ့ viewer တွေထဲမှာကျွန်တော်တင်သမျှ anime လေးတွေသဘောကျရဆိုရင်တော့ YouTube မှာ Squad ရေးနဲ့အားပေးခဲ့လို့ရပါတယ်အတစ် anime တွေရဲ့ကတ်လုပ်ပြီးတော့မို့အဆင်ပြေတော့ရင်းနှီးမှုလေးတွေအနေနဲ့ comment မှာတစ်ခုခုရေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်တစ်နေ့မှာသူတို့ကချားလောကြလိုချင်တဲ့ဥယျာဉ်ကိုသွားကြရင်ဥယျာဉ်မှာတလိษံတွေငှက်တွေမော်တက်ဝါတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်အလန်ကမြေပုံကိုကောက်ယူပြီးချားလောဘဲကိုသွားခြင်းလည်းမေးလို့ချားလောက်ကဓာတ်ပုံတစ်ပုံကိုညွှန်ပြပြီးအိမ်မွေးတလိษံတွေရှိတဲ့ဇူးကိုသွားခြင်းတယ်လို့ပြောပါတယ်သူမငယ်ကစောက်ထဲမှာတွေ့ပြီးကြတဲ့ကသွားခြင်းနေတာဖြစ်လို့အလန်ကတေချာပုတ်သွားမယ်လို့ပြောလိုက်ပြီးချားလောဘာလို့ချင်လဲလို့မေးပါတယ်ချားလောက်ကရင်လုံးကလူမျိုးမဟုတ်ပဲဝန်ခံရင်အလန်ကသူ့ရဲ့အကျင့်တိုင်းအလုံးသားပေါ်မှာခြေသာချမယ်လို့ဟာဆောင်ပါတယ်ချားလောက်ကအလန်ကိုသူမနဲ့တူတဲ့အရာတွေဝဲဖို့တောင်းဆိုနေလို့အလန်ကရှက်နေပြီးမပြောသလိုဖြစ်နေပေမဲ့သဘောတူလိုက်ပါတယ်ချားလောက်ကအိမ်မွေးတလိษံရဲ့ဇူးကိုဝင်သားတာနဲ့မော်တက်တော်တွေအားလုံးကသူမစီကိုကစားဖို့လာကြရင်ဘဝကတက်တော်ရအောင်သူမကိုပွေးဖောက်ပြေးလာကြပါတယ်ဥယျာဉ်တွေကလူတွေကသူမဘာတူလဲဆိုတာကိုအံ့အသင့်နေကြပြီးမော်တက်တော်တွေနဲ့ရန်ရင်နေတာကိုကြည့်ပြီးအံ့အသင့်နေကြပါတယ်ခဏကြာမှလန်နဲ့ချားလောက်တို့ကအနားယူဖို့ခုံတစ်ခုပေါ်ထိုင်နေရင်အလင်းစိတ်ထဲမှာတောထဲမှာချားလောက်တတိနေတော့မော်တက်တော်တွေဝိုင်းတဲ့အချိန်ကိုပြန်လဲတတိရလိုက်ပါတယ်
ဒီမညံကချားလော့ကတဘောအတိုင်းမော်တော်တိုင်းဟာသူဖြစ်နိုင်တယ်ဆိုတဲ့ယူဆကိုဖြစ်စေတဲ့အတွက်တော့ချားလော့ကသူမကိုယ်တိုင်တော့မသိသေးဘူးလို့ပြောလိုက်ပါတယ်ချားလော့ကမော်တော်တိုင်းဟာသူဆိုတာမော်တော်တွေနဲ့စက်သက်တိုင်နဲ့သူဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်အလိုင်းအဆင့်မှာတော့နေဆုံးဆင်းအဖြစ်မော်တော်တွေနဲ့ပြောနိုင်တယ်ဆိုပေမဲ့ချားလော့ကလေ့ကျင့်မှုမရှိပဲတဘောအတိုင်းလုံးလံခဲ့တာကြောင့်ဒါသူမရန်တော့တဲ့တက်မှာဖြစ်နိုင်တယ်လို့သိလိုက်ရပါတယ်သူအောင်တော့တွေးမိသွားတာကသူလေ့ကျင့်ထားတဲ့တက်မှာတယောက်ဟာဖီနီယယ်လိုမြင့်မြတ်တဲ့မော်တော်တွေကိုတော့တိုင်းနိုင်မလားဆိုတာဖြစ်ပါတယ်ဒီချိန်မှာလက်ညွတ်တယောက်ကသူတို့စီပြေးလာပြီးအကူအညီတောင်းတဲ့အခါသူမကသူတို့ကိုကွန်ထရိုးစက်နာကိုခေါ်သွားပြီးအဲ့ဒီမှာတခြားမဂျစ်ကတက်မာတွေလည်းစုနေပြီးသားဖြစ်ပါတယ်အဲ့ချိန်မှာဥယျာဉ်မိုးကြီးဝင်လာပြီးအလန်ကိုခရော်ဖော့ဒ်ရဲ့တားလာလို့မေးရင်သူကအလန်ကိုမဂျစ်ကအန်နီဗာစတီမှာဂချက်ဂရချာဖြစ်တွေ့ဘူးတယ်လို့ပြောပါတယ်ဝန်ထမ်းတွေကခရော်ဖော့ဒ်မီတာသွင်းဝင်တယောက်ရှိနေတာကိုသိရတော့တက်တာဖြစ်သွားပြီးအလန်ကပြဿနာကဘာလဲမေးတာနဲ့ဥယျာဉ်အုပ်ကြီးကသူတို့ကိုအခန်းထဲကိုခေါ်သွားပါတယ်အထဲမှာဒဏ်ရာအနေနဲ့ဖီနီရဲ့ကလေးတစ်ကောင်ရှိနေပြီးမိဘတွေနဲ့ကွဲနေတာနဲ့ပိုချောတွေရဲ့ပြစ်ခတ်မှုခံလိုက်ရတာဖြစ်ပါတယ်ဥယျာဉ်အုပ်ကြီးကသူတို့ကိုပထမဆုံးအချိန်ဖီနီရဲ့တစ်ကောင်ကိုဖမ်းမိရဖြစ်ပြီးဘလို့ဆက်သွယ်ရမှမသိဘူးလို့ရှင်းပြပေမဲ့တတော်ကဘဒုကမှချိကွက်ပြမပေးပဲကလေးမချစ်လေအသုံးပြုဖို့မဖြစ်နိုင်ပဲအလန်ကကလေးကိုချိကပ်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ကလေးကပြန်ဝပြီးတိုက်ခိုက်ဖို့ကြိုးစားလို့အပြင်မတွေ့ခင်မှာအဆဆင်တယောက်ဝင်လာပြီးဖီနီရဲ့ကလေးရဲ့မိခင်နီးကပ်လာနေပြီလို့တတိပေးရနဲ့ဝန်ထမ်းတွေကသူမဟာ high ranking ဖီနီရဲ့တယောက်ဖြစ်နိုင်ပြီးသူမျိုးလုံးကိုဖျက်ဆီးနိုင်တဲ့အရာရှိရလို့တန်တရားရှိရဆိုကကလေးကိုဒီတိုင်းပြန်ပြီးမိခင်ရဲ့ဒေါသကိုပို့စိုးသိမယ်လို့သဘောတူနေကြပါတယ်အလန်ကအစီအစဉ်တစ်ခုရှိတယ်လို့ပြောပြီးသူကလာမဲ့ဖီနီယာတွေကိုဟန်တာပြီးလူတွေကိုလွတ်မြောက်အချိန်ပေးမယ်လို့ပြောပါတယ်ဒါပေမဲ့သူမလို့ခင်မှာချားလောက်ကသူမကိုယ်တိုင်ဖီနီယာကလေးကိုတိုင်းတာဖို့ခွင့်ပြုချက်တောင်းဆိုတာကြောင့်အစမှာလန်နဲ့ချားလူတွေကတန်တရားရှိနေကြပေမဲ့ချားလောက်ကဆက်လက်တောင်းဆိုနေတာဖြစ်လို့နောက်ဆုံးမှာလန်ကသဘောတူလိုက်ပြီးသူမအကောင်းဆုံးလုပ်ဖို့ပြောလိုက်ပါတယ်ဒီတော့တွင်အလန်ကမီယာနဲ့အူကာတို့ကိုရေကူးပြတဲ့အခြားတနေရာမှာတွေ့ရတယ်သူတို့နှစ်ယောက်လုံးအားအတင်တော်ခဲ့ကြပေမဲ့အလန်ကသူတို့ရှိနေတာကိုသိပြီးသားလို့ပြောပြီးအခုချိန်မှာသူတို့ရှိနေတာအသုံးဝင်နိုင်တယ်လို့ပြောပါတယ်အလန်ကယူနီယာဝက်ဆော့နဲ့ဥယျာဉ်ကိုကောက်ွယ်ဖို့ဘေးရတစ်ခုချပြီးချားလို့ကိုအချိန်ပိုပေးနေတာဖြစ်ပေမဲ့သူကဖီနီယာစုနေတဲ့ဂျိုင်းနာကိုဓာတ်ရိုက်သွားနေပါတယ်သူကအိုက်ဘိုင်မဂျစ်ရေခဲကြီးတောင်ကျိုးမော့ကိုသုံးပြီးကလေးအလုံးကိုခဲသွားစေပေမဲ့သူပြန်မစုခင်မှာအေယမန်တောင်ရွယ်ဖီနီယာမိခင်ကသူ့ကိုဝါမြူလိုက်တာနဲ့အလန်ကသူ့ရဲ့ defensive ရှီးကိုဖွင့်ပြီးပါရိုင်းစပယ်သုံးကဖီနီယာမိခင်ကိုသူ့ကိုပြန်ဖို့တင်းကျပ်လုပ်နေပါတယ်သူစကားပြောဖို့ကြိုးစားပေမဲ့ဖီနီယာမိခင်ကသူ့ကိုစက်တိုက်ခိုင်းနေတာဖြစ်လို့အလန်ကဒဏ်ရာချိုးရပြီးနာကျင်နေခဲ့ပါတယ်စကားနဲ့လှုပ်ဖြစ်တာသိရပြီးဟိုက်လွယ်မဂျစ်သုံးမှုပြင်ပေမဲ့ဟယ်လီကဘာဘီယာလို့ခေါ်တဲ့တတ်တော်တကောင်ကပေါ်လာပြီးသူ့ကိုတားကကေဘီယာကအလန်ကိုချားလို့ဆိုတဲ့မိန်းကလေးကိုကယ်တင်ခဲ့တာလို့မေးပါတယ်အလန်ကကာဘာဘီယာကိုဘလို့သိတာလဲမေးတာနဲ့ကာဘာဘီယာသူ့စက်လန်ကိုစပြောနေရင်သူကဥယျာဉ်ကနေထွက်ပြေးပြီးတောထဲမှာလက်လက်နေတုန်းချားလို့ကိုတတိလင်းနေတာတွေ့တယ်လို့ပြောပါတယ်သူကညီကိုကြိုးစားပေမဲ့အလန်ရောက်လာပြီးချားလို့ကိုခေါ်သွားခဲ့ပါတယ်နောက်မှာချားလို့အကြောင်းကောလာအားတွေကြားပေမဲ့သူမယုံခဲ့ပဲသူမကိုစောကြည့်ပြီးနောက်လန်ကိုဖယ်ရှားမှသူမကိုကောက်ကွယ်နိုင်မလို့ဆုံးဖြတ်လိုက်တာရုတ်တရက်ကဘာဘီယာကအလန်ကိုတိုက်ခိုက်ပြီးသူကအလုံးမလို့ပဲပြေးပြီးချားလို့ကိုကောက်ကွယ်ဖို့မကြိုးစားခဲ့ဘူးလို့ပြောပါတယ်အလန်ကသူ့ရဲ့အစီအစဉ်ကဘာလဲမေးရနဲ့ကော်ဖီကသူ့ရဲ့ပင်ကိုအောက်ကိုပြပြီးအလန်ကိုရှုံးနေစီကဒီကိုလိုနိုင်ငံကိုဖျက်ဆီးမယ်လို့ပြောလိုက်ပါတယ်ကိုလိုနိုင်ငံကိုတင်ပတ်မယ်ဆိုတဲ့ကဘာဘီယာကဒီနိုင်ငံကချားလို့ဝမ်းနည်းမှုရဲ့ရင်းမြစ်ဖြစ်တယ်လို့ပြောပြီးသူကဒီနိုင်ငံကိုမီးရှို့ပြီးသူ့ရဲ့စီအောင်လုပ်မယ်လို့ပြောပါတယ်သူကအားပြင်းတဲ့စပယ်တစ်ခုသုံးပြီးဖီနီယာတွေကိုခြိထားတဲ့ရေခဲတွေကိုရေပျော်စေခဲ့တဲ့အတွက်အလန်ကသူဟာဖီနီယာတွေနဲ့ကဘာဘီယာရဲ့ဝန်ခံနိုင်ရတာကိုသိလိုက်ရတာကြောင့်သူတက်မရှင်တော့မှကိုကြောက်နေခဲ့ပေမဲ့တခြားယူစရာမရှိတော့လို့ရက်နေပြီးရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်ဂျွန်းဆိုစတိုင်တယောက်နဲ့အားလုံးကိုရင်ဆိုင်မှုပြင်ဆင်နေခဲ့ပြီးဖီနီယာတွေနီးကလာတဲ့အချိန်မှာချားလော့ကဥယျာဉ်မော်တော်တော်တစုနဲ့ရောက်လာခဲ့တဲ့အတွက်သူမကဖီနီယာကလေးကိုတိုင်းတာပြီးကုသပေးနေပါတယ်ကလေးကသူမိခင်စီပြန်သွားပြီးနှံကောင်သားစကားပြောနေကြကအလန်ကအံ့အသင့်သွားခဲ့ပါတယ်ခဏတော့ထဲမှာချားလော့ကအမြင့်ဆုံးမော်အဆင့်ရှိတဲ့အကောင်းဆုံးတက်တော်တကောင်ကိုတိုင်းတာနိုင်ပြီးနားလည်နိုင်ခဲ့တဲ့အပြင်လန်ကချားလော့ကိုသူတို့ဘာပြောနေလာလဲတိတာမေးတာနဲ့ချားလော့ကအလန်ရဲ့မိကွန်းနဲ့အတူသဘောတူလိုက်ပါတယ်ချားလော့ကဖီနီယာမိခင်ကအလန်ကိုပို့ချပဲမှားယွင်းပြီးထင်မိတယ်လို့ရှင်းပြပြီးဒီမှားယွင်းတဲ့ထင်မြင်ချက်ကကဘာဘီယာလက်ဆောင်မှုကြောင့်ဖြစ်တယ်လို့ပြောတဲ့အတွက်အလုံးသိလိုက်ရတာကကဘာဘီယာအစကတည်းကအလန်ကိုပြစ်လို့ဖို့ဖန်တီးတာဖြစ်ပါတယ်ကဘာဘီယာမရက်တက်မဲ့ချားလော့ကိုအလန်နဲ့ချက်ချင်းခွဲဖို့တောင်းဆိုခဲ့တဲ့အတွက်အလန်ကသူမကိုဒုက္ခရောက်စေတယ်အမောင်လန်ကိုခေါ်ဆောင်သွားမယ်လို့ပြောပေမဲ့ချားလော့ကအငြင်းလိုက်တယ်လို့သူမကလန်ရောက်တာသူမငြင်းချမ်းစွာနေထိုင်တယ်လို့ပြောပါတယ်ကဘာဘီယာကဒေါ်ထွက်ပြီးချားလို့တိုက်ခိုက်လာတဲ့အတွက်အလန်ကဝင်ရောက်ကောက်ွယ်ပြီးတယောက်နဲ့တယောက်တိုက်ခိုက်နေကြရင်ကဘာဘီယာကပြင်းထန်တဲ့မီးအားကိုထုတ်လုပ်ပေမဲ့အလန်ကလက်ဆိုင်နဲ့မော်တမျိုးနဲ့တိုက်ပြီးကဘာဘီယာကိုလေထဲပစ်ချလိုက်ပါတယ်ကဘာဘီယာမြေပြင်ပေါ်လဲကျပြီးအရှုံးဝင်ခံလိုက်ကအလန်ရဲ့စိတ်ဓာတ်အားကိုနားလည်သွားပြီလို့ပြောပါတယ်သူ့ကောင်မှာရှိနေတဲ့ကြောင်ရဲတွေဟာအထောက်အထားဖြစ်တယ်လို့ပြောလိုက်ရင်အလန်ကသူ့ကောင်ကိုကန်ပြီးနေရွက်တွေကိုစမ်းကြည့်နေလို့သူ့မျက်နှာနေရဲပြီးရှက်သွားခဲ့ပါတယ်နောက်မှသူတို့ကဝယ်စုပ်ကိုပြန်ရောက်သွားပြီးကျောင်းကြီးကဖီနီယာတွေရဲ့ရန်ကနေသူတို့ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကြီးစိုးတင်ကြောင်ပြောပါတယ်သူတို့ထောက်ကောက်ကိုပြင်ဆင်နေတော့ဖီနီယာတစုကသူတို့နှုတ်ဆက်ဖို့လာကြတာနဲ့ချားလော့ကပိုချောတွေဘရောက်သွားလဲမေးလာလို့မီယာနဲ့အေဗီကာတို့ကပိုချောတို့ကိုချီနှောင်ပြီးလာခဲ့ကြပါတယ်ချားလော့ကသူတို့ဒီမှာဘာလို့ရှိနေတာလဲမေးတာနဲ့သူတို့ကတိုက်ဆိုင်တာလို့ပြောပါတယ်ပိုချာတွေကမနာလိုငုံပြုလုပ်တဲ့အတွက်လန်ကသူတို့ကိုဖီနီယာစီတွေပေးပြီးအပြစ်ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ချားလော့တိုင်းလာတဲ့ဖီနီယာကလေးကချားလော့နဲ့အတူတွားချင်နေရတဲ့ကြောင့်ချားလော့ကခွင့်ပြုချက်တောင်းဆိုလာတဲ့အခါအလန်ကကလေးကမိသားစုနဲ့ဝေးပြီးနေဖို့သဘောတူလိုက်လာလို့မေးပါတယ်ချားလော့မဖြစ်ခင်မှာပဲဥယျာဉ်လမ်းညို့ကဖီနီယာတကောင်ဟာအလန်ရဲ့နေရင်ရှိကဂရိုးတီတာကိုတရက်ပဲကြားတယ်လို့ရှင်းပြပါတယ်ဒါကိုကြားတဲ့အခါအလန်ကသဘောတူပြီးမိသားစုအဖွဲ့ဝင်တွေနဲ့ကြိုဆိုလိုက်ပါတယ်နောက်မှမြင်းနေစည်းနေစဉ်အလန်ကဟဲကော့ဘဘီယာကိုတွေ့တာနဲ့သူဘာလုံးနေတာလဲမေးပြီးကော့ဘဘီယာကတောင်းပန်မှုနေနဲ့ချားလော့ရဲ့တတ်တော်သောအဖြစ်လုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ပြောပါတယ်ချားလော့ကိုလက်ကြည့်ပြီးသူမသူတို့မိသားစုရဲ့အစိတ်ပံဖြစ်ပြီးသူမကိုချစ်တယ်လို့ပြောတာနဲ့မိသားစုစကားကိုကြားလိုက်ရတဲ့အခါအလန်ကစိတ်ဆူသွားခဲ့တဲ့အတွက်
အလန်ကကောက်ပါပြီးရောက်ကိုဥယျာဉ်ကိုပြန်သွားဖို့ပြောပါတယ်နေရင်ပြောင်းတဲ့ကချားလောက်ကလူယူနဲ့အတူဥယျာဉ်ထဲမှာလမ်းလျှောက်နေခဲ့ရင်တက်စီကပါဘီယာကလူယူမိသားစုဖြစ်လာကြတဲ့ကအလန်ချားလောက်နဲ့အချိန်ကုန်ဆုံးဖို့မရတော့ဘူးလို့မှတ်ချက်ပေးလာခဲ့ပါတယ်အလန်ကသဘောတူပေမဲ့ကပါဘီယာသူ့နေအိမ်မှာဘလောက်ကြာနေမလဲမေးတာနဲ့တက်စီကပါဘီယာကသူ့မိသားစုရဲ့အစိတ်ပံဖြစ်တယ်လို့ပြောပါတယ်အလန်ကဒါကပါဘီယာခွဲခြားဆက်ဆံမှုဖြစ်တယ်လို့တက်စီကပါဘီယာကန့်ကွက်ပြီးအလန်ကိုခွဲခြားဆက်ဆံတယ်လို့ပြောပါတယ်သူမဝင်မရရင်သူ့မှာရွေးချယ်စရာမရှိတော့ဘူးလို့ပြောတာနဲ့ကျုပ်တရဲ့တောင်ရမ်းရှိတဲ့ဘာညာစမာကလာလို့ခေါ်တဲ့သူ့စက်နေလျံတစ်ခုကိုသုံးပြလိုက်ပါတယ်အလင်းနဲ့ထွက်လာပြီးကောင်းကင်ကိုတက်သွားလို့ဖြစ်သွားလို့အလင်းနဲ့ပြောက်သွားတဲ့အခါတက်စီကပါဘီယာအလှဆုံးမိန်းကလေးတယောက်ဖြစ်ပြောင်းသွားခဲ့ပါတယ်ဘာမှဖြစ်တယ်လို့ရေချိုးကန်းထဲဝင်သွားလိုက်ရင်နောက်ဆုံးမှာအားလုံးပြောချင်စရာရေချိုးနေကြပါတယ်နောက်မှာလန်နဲ့ချာလို့ကခုံတစ်ခုမှထိုင်နေရင်နဲ့ဥယျာဉ်ကြောင်စကားပြောနေကြပြီးလန်ကဥယျာဉ်ပိုင်ရှင်ကဥယျာဉ်ကိုလုံးဝမသုံးမဲထားခဲ့တယ်လို့ပြောပါတယ်ချာလောက်ကရင်နေထိုင်သူဘယ်လိုလဲလို့မေးလာတဲ့အတွက်လန်က EFF တယောက်နှစ်သုံးသက်ကြာဒီမှာနေထိုင်ခဲ့ပြီးတနေ့မှပျောက်သွားခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်သူမတယောက်တည်းနေထိုင်တက်ပြီးမြို့ကိုရှောင်တက်ပေမဲ့တနေ့မှသူမပျောက်သွားခဲ့ပါတယ်တချို့ကသူမကမော်ဆန်တက်မှုတစ်ခုမှချော့တယ်ကြွတာတယ်လို့ပြောတဲ့အပြင်တချို့ကသူမကိုတော်တော်ကောင်ကြိုက်သွားတယ်လို့ပြောပါတယ်ဒါပေမဲ့တချို့ကတော့သူမရဲ့ခန္ဓာကိုယ်မိုတွေကဖုံးလွှမ်းသွားတယ်လို့ယုံကြည်ကြပြီးဒီကြောက်စရာကောင်းတဲ့ကောလာဟာတော်တွေကြောင့်အလန်ဟာဒီနေရင်ကြီးကိုသေဘောဘောနဲ့ဝယ်ခဲ့တာဖြစ်ပါတယ်ဒုတိယချားလောက်ကရေချိုးကန်းထဲမှာမိုတွေမျောနေတာကိုတွေ့ပြီးကြောက်သွားခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကရေရင်မြင့်စီကိုပြေးသွားကြကမြောက်ကနေမိန်းကလေးတယောက်ထွက်လာပြီးသူတို့ရဲ့မိုတွေကိုခိုးရွာကိုအော်ရင်းနေခဲ့ပါတယ်သူမကိုသူမဒိုရိုတီဂျင်းဝက်စလန်တိတ်လို့မိတ်ဆက်လိုက်ပြီးသူတို့ကိုမြောက်ကနေရာတစ်ခုကိုခေါ်သွားပြီးသူမဒီမှာနေထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဒိုရိုတီကအလန်ကိုဘယ်သူလဲမေးပြီးအလန်ကသူတို့ဟာပေါ်တက်ကနေမှာနေထိုင်တာလို့ရှင်းပြပေမဲ့ဒိုရိုတီကအံ့အသင့်သွားပြီးအပေါ်တက်ကနေရင်ဟာသူမပိုင်တာလို့ပြောပါတယ်အလန်ကဒိုရိုတီကနှစ်သုံးသက်ကြာပျောက်နေတဲ့ EFF လို့သိလိုက်ရပြီးဒိုရိုတီကသူမလည်းမသိပဲနှစ်သုံးသက်ကျော်သွားပြီဆိုတော့အံ့ဩသွားခဲ့ပါတယ်တက်စီဒိုရိုတီဟာဓာတ်ဖတ်ဖြစ်နိုင်တယ်လို့တန်တရားရှိလာတာနဲ့အလန်ကသဘောတူပြီးချားလောက်ကိုဓာတ် EFF တွေဟာရှားပါပြီးအီလိုက်မျိုးစား EFF တွေဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်ဓာတ် EFF တယောက်ဟာဒီထက်ကမော်ဆွမ်းတွေကိုစိုးယူပြီးအစားဆုံးမစားပဲနှစ်တရာနေနိုင်ပြီးအလန်ကရင်ပိုင်ရှင်နေသေးရင်ဥပဒေရေးကပြဿနာတွေရှိမလားလို့စိုးရိမ်နေပါတယ်အေးစစ်တိငြိမ်စွာဖြေရှင်းဖို့ဒိုရိုတီကိုနေရောက်မှုမေးတဲ့အတွက်ဒိုရိုတီကသဘောတူပေမဲ့အခြေအနေကူရှိတယ်ပြောပါတယ်အလန်ကအခြေအနေကဘာလဲမေးရနဲ့ဒိုရိုတီကသူမရဲ့ဇက်လုံးကိုရင်နာထောင်ဖို့ပြောပြပြီးသူမဟာမျိုးစားမျိုးမှရေးသားတဲ့စာရေးဆရာဖြစ်ပြီးစိတ်အုံမှာလူကြိုက်များခဲ့ပါတယ်သူမကသူမညဉ့်ချင်းရှင်းလို့ထင်ပေမဲ့ဒီနေ့မှာအခြေဝတ္ထုရေးဖို့ကြိုးစားတဲ့အခါသူမကိုဘလော့တူလို့ဖြစ်သွားခဲ့ပါတယ်ပြီးစီးမဲ့နောက်ဆုံးချိန်နီးလာပေမဲ့အကြောင်းမမရေးနိုင်ပဲအခရဲကပြီးစီးရမယ့်ချိန်ကနေပုံနေခဲ့ပြီးမြောက်ကန်တစ်ခုရဲ့အထဲမှာနှစ်30ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်အခုတော့သူမရဲ့ကြဆင်မှုပြီးသွားနိုင်တယ်လို့ပြောပြီးသူမသူ့ရဲ့ဇက်လန်အတွက်အကောင်းဆုံးလူကိုတွေ့ပြီးတာနဲ့သူမရဲ့အခြေအနေကသူမရဲ့ဇက်လန်အတွက်ချစ်သူဆုံးလွဲလို့အပြုတ်မှုတွေလုပ်ဖို့လိုတယ်လို့ပြောပါတယ်ချိန်နေငယ်ကြာပြီးနောက်ဒိုရတီရဲ့ကြီးကြပ်မှုအောက်မှာသူတို့ကစတိတ်စားတင်ကြတာနဲ့တရုတ်ဆောင်မှုအတွင်းချားလောက်ကလန်တန်ကနေခုံချလာတဲ့အခါအလန်ကသူမကိုဖမ်းပြီးနှစ်ယောက်စလုံးမျက်လုံးချင်းစုံနေကြပေမဲ့ဒိုရတီကအလန်ကချားလောက်ကိုကိုင်မှုမော်သုံးလေးကောင်တွေ့တဲ့အခါမြင်ကွင်းကိုဖျက်ပစ်လိုက်ပါတယ်သူတို့နှစ်ယောက်စာသားတိုင်းလဲမနာဘူးလို့အော်ဟဲကသူတို့အတွက်စာသားတစ်ခုရေးသားပေမဲ့သူတို့မိုင်းနေတုံဖြစ်တဲ့အတွက်ဒိုရတီကနိုင်တဲ့အခြေအနေလို့ခေါ်ပါတယ်သူတို့ကမြင်ကွင်းကိုမှန်ကန်လုံးနိုင်ရင်အလန်ဟာနေရင်ရပြီးဒိုရတီကဇလန်ရမယ်ဖြစ်တာနဲ့အလန်ကဒီအကြောင်းကိုညှင်းပယ်လိုက်ကချားလောက်ကဒါကိုမုန်းမယ်လို့ပြောပါတယ်သူမနဲ့ချစ်ချင်းမြတ်တာမရှိပဲချစ်တာမျိုးလုပ်ဖို့မဖြစ်နိုင်ဘူးဆိုပေမဲ့ချားလောက်ကအလန်နဲ့ဆိုရင်တော့အဲ့လိုချစ်တာမျိုးလုပ်ဖို့မကြောက်ဘူးလို့ပြောလို့အလန်ကဒါကိုကြားတဲ့အခါသူ့ကောင်းကိုနေရနဲ့ရိုက်ပြီးအိမ်မက်သွားအောင်လုပ်လိုက်ရင်သူ့စိတ်ကိုပြန်ထိန်းပြီးတဲ့နောက်စာသားတိုင်းလဲနာဖို့တဘောတိလိုက်ပါတယ်ဒါမဲ့လူထုစီယုံမှုနဲ့အချင်းစာရိတ္တတွေကိုစက်ညင်တဲ့ຢာတွေကိုညှင်းမဲ့မယ်လို့ပြောလိုက်ကဒိုရတီကနောက်ထပ်စာသားတစ်ခုပေးပြီးအဆောက်အဦကျင်းပေါ်အဖြစ်တရုတ်ဆောင်မှုပြောပါတယ်ပထမဆုံးမြင်ကွင်းမှာအလန်ကအလောက်ကန်ကနေပြန်လာပြီးတကားဖွင့်လိုက်တဲ့အခါချားလောက်ကသူ့ရဲ့ဇနီးအဖြစ်တရုတ်ဆောင်ပြီးရေချိုးချင်လားညစာစားချင်လားဒါမှမဟုတ်သူမကိုယ်တိုင်လားလို့မေးပါတယ်အလန်ကဒီလိုစတော့မှုရှိတဲ့စကလုံးတွေကိုကြားတဲ့အခါနှာခေါင်းသွေးယူပြီးတတိလွတ်လာခဲ့ရကြောင်းဒိုရတီကဒီမြင်ကွင်းကိုချက်ချင်းပြတ်ပစ်လိုက်ပါတယ်အားနဲ့အလန်ကအလွယ်တကူတတိလွတ်လာတာကိုဆိုပြီးနောက်မြင်ကွင်းမှာချားလောက်ကအလန်ကိုညစာကျွေးဖို့သာသားရသူမကအလန်ကိုလက်နဲ့ကျွေးပြီးအေးလို့ခေါ်လိုက်ပါတယ်အလန်ကဒီနမကိုကြားတဲ့အခါစိတ်လို့ချပြီးအစားတော်တွေကပြန်ထွက်သွားခဲ့တဲ့အတွက်ဒိုရတီကမြင်ကွင်းကိုထပ်ပြတ်ပစ်လိုက်ပါတယ်အလန်က AI ဆိုတာဗာလဲမေးတာနဲ့ဒိုရတီကကျမတွေအတွက်ချစ်စရာကောင်းတာတွေဖြစ်တဲ့ AI နဲ့ချာလီလို့ရှင်းပြပါတယ်နားနေချိန်နေခဲ့ကြမှာမြင်ကွင်းတစ်ခုကိုစတင်ရင်ဒီမြင်ကွင်းမှာဇက်ကောင်တွေကများလာတဲ့အတွက်ဒိုတီကအကူအညီလိုရလာလို့တက်စီကဝင်ပြီးပြုလုပ်တဲ့ပုံစံကိုပြောင်းလိုက်ပြီးမြင်ကွင်းကိုစတင်လိုက်ပါတယ်အလန်ခရိုဖော့ရဲ့ဘဝကိုပြသပြီးဒီနေ့မှာသူတငယ်ချင်းချားလောက်ကိုလူရင်းကတစုကခိုးယူသွားခဲ့တဲ့အတွက်သူမောက်ကောက်ွယ်ဖို့အလန်ကရန်သူနဲ့မျိုးကိုတယောက်တည်းဝင်ဖို့ဖြစ်ပြီးရန်သူလူရင်းချင်းဆိုင်ကချားလောက်ကိုလွတ်ပေးဖို့တောင်းဆိုရမှာဖြစ်ပါတယ်သူတို့ညင်းဆန်တဲ့ကအလန်သူ့အောင်ပြပြီးရန်သူအားလုံးကိုတိုက်ခိုက်ခဲ့တဲ့အတွက်ချားလောက်ကိုလွတ်မြောက်စေခဲ့ပြီးမြိုက်တွေနဲ့ကျေးဇူးတင်နေခဲ့ပါတယ်ချားလောက်ထောက်ကောက်ဖို့လုပ်တဲ့အခါအလန်ကသူ့လက်ကိုဆွဲပြီးနေရာမှာပိတ်မိနေလို့သူတယောက်တာအလန်ကိုချားလောက်ဟာသူ့အတွက်ပါလေဘာလို့ဒီလိုအနေနဲ့များတဲ့အရာတွေလုပ်တာလဲမေးပါတယ်အလန်နဲ့နှလုံးသားအခုံနေပြီးတုံရရနဲ့သူမသူ့ရဲ့တော်တော်လေးအုပ်ထိန်နေလို့ဖြစ်တဲ့အခါအခန်းထဲမှာလူတိုင်းအသိစိတ်သွားခဲ့ပါတယ်ဒိုတီကမြင်ကိုဖျက်ပြီးညင်ရင်ဒိုတီကအလန်ကိုချားလောက်ဟာသူ့နှလုံးသားရဲ့တစ်စိတ်တစ်ပိုင်းလို့ပြောဖို့စာသားတိုင်းလာဖို့ပြောတာနဲ့အလန်ကသူ improvisation လုပ်တာပိုကောင်းတယ်လို့ပြောပါတယ်အဲ့ဒါနဲ့နားနေချိန်ယူပြီးတဲ့နောက်ဒိုတီကနောက်ထပ်17ရက်အတွက်စင်ဒရလာဇက်လန်လုပ်မယ်လို့ပြောပါတယ်စာသားတွေပြီးနေရာတွေကိုရှင်းပြနေပေမဲ့အလန်ကအဖြူအောင်အိမ်နဲ့မင်းသားအဖြစ်တရုပ်ဆောင်ပြီးချားလောက်ကကန်ဆိုးပုံကြတဲ့မင်္ဂလိဖြစ်တရုပ်ဆောင်မဲ့အပြင်ကိုကစိုးတွဲတဲ့မိတွေဖြစ်တရုပ်ဆောင်မဲ့ဆိုကလူကမော်စရာဖြစ်တရုပ်ဆောင်ရင်အထိုင်ပေါင်းညီညီနဲ့မြင်ကိုစတင်လိုက်ကြပါတယ်
ချားလို့ငိန်အောင်တယောက်ကမွေးတဲ့မိန်းကလေးဖြစ်ပြီးနေ့တိုင်းညင်သက်ခံရတဲ့အဖြစ်နဲ့တော်ဝင်လုံးကိုသူကသွားချင်ပေမဲ့သူ့မိတို့ကခွင့်မပြုပဲသူ့မျှော်လင့်ချက်တွေပျောက်ဆုံးနေတော့သူ့ဝက်ဆန်းကျတဲ့မော်ဆရာတယောက်ပေါ်လာပြီးဘဲကိုခေါ်သွားခဲ့ပါတယ်မင်းသားကသူ့မကိုတတိထားမိပြီးကောက်ဖို့တောင်းဆိုလာတဲ့အခါသူတို့နှစ်ယောက်လိုက်ဖက်သွားကနေကြပါတယ်မိတွေမိတ်ပြီးတချင်းတွေမိလာတဲ့အချက်ပေးတဲ့အတူနောက်မှချားလို့ကဒီအပွင့်ကြောက်ကိုမေ့ပြဖို့ကြိုးစားခဲ့ပါတယ်မင်းသားကမမေ့ပဲပြီးရှာပါတယ်စိုးတဲ့မိတွေကိုပြပြီးချားလို့ကိုရှာပေမဲ့မင်းသားကသူ့မကိုလိုက်ဖို့တောင်းဆိုတဲ့အခါချားလို့ကညင်လိုက်တာနဲ့သူ့မကအငိန်အောင်ရဲ့သမီးဖြစ်ပြီးမြုပ်မင်းနဲ့နေထိုင်မှုမထိုက်တန်ဘူးလို့ပြောပါတယ်မင်းသားကသူ့မျက်လုံးထဲကနေကြည့်ပြီးအရေးမကြီးဘူးလို့ပြောလိုက်တဲ့အပြင်သူ့မရဲ့လက်ကိုဘယ်တော့မှမလွတ်ဘူးလို့ဂရုပေးလိုက်ပါတယ်ချားလို့ကမင်းသားကိုသူ့ပါတကယ်ခံစားနေရတာလည်းမေးတာနဲ့အလံကသူ့နှလုံးသားရဲ့အတန်ကိုဖော်ပြဖို့ကြိုးစားပေမဲ့နူးညံ့တဲ့အခိုက်အတန့်ဖြစ်နေတော့နေရင်နေရန်ကိုပောက်ကွယ်သွားတာနဲ့လှပတဲ့မျိုးသားတယောက်အထက်ထက်တဲ့ပွဲစုံနဲ့ဝင်လာခဲ့ပါတယ်သူကအခန်းထဲမှာထူးဆန်းတယ်လို့ရှိနေတယ်လို့ပြောပြီးဒိုနတီကလူယူကိုစောင်းအောင်မှာပုံနေတာကိုတွေ့တာနဲ့သူကဒိုနတီကိုချက်ချင်းချီနှောင်ပြီးသူမရဲ့ပြင်ဆင်သူဖြစ်ကြောင်းပြောလိုက်ပါတယ်သူကနိုဘယ်စာအုပ်230ကြာတင်ဖို့ရှိပေမဲ့တောင်းပြီးနောက်တစ်နေ့မှာပျောက်သွားခဲ့တယ်လို့ပြောပါတယ်အလန့်ကိုပြည့်စည်မှုအတွက်တောင်းပန်ပြီးဂျော်ဂျီပြည့်ငွေတွေအများကြီးပြန်ပေးလို့ဒိုနတီကိုနောက်ကုန်နဲ့ချီနှောင်ပြီးကောင်းကင်ဘုံကိုပြန်သက်သွားရင်ဒိုနတီလို့ခေါ်တဲ့ကျောင်းဆရာကောင်းတဲ့ရာအဆုံးသက်သွားခဲ့ပါတယ်ဒီပိုင်းရဲ့စမှာတော့အားလုံးသက်သာရတာပေမဲ့အေကဝင်လာပြီးချားလို့ရဲ့ညီမနန်ဒလီယာရေးကြီးနေတယ်လို့ပြောတော့ချားလို့ကနန်ဒလီယာသူမတို့ကျေးဇူးရှိတဲ့သူဖြစ်တယ်လို့တတိယမိသွားပြီးသူမချားလို့ကိုအပြိုဖြစ်မဆက်ဆံပဲပုံမင်စာအုပ်တွေဖတ်ပြဘူးတဲ့နိုင်ငံထဲကတယောက်ဖြစ်ပါတယ်နောက်တစ်နေ့မနက်မှာချားလို့ကနိုးလာတဲ့အခါသူမတင်မောကြီးပေါ်မှာရှိနေပြီးလူဦးနဲ့ဂိုးဟောတို့လည်းလိုက်ပါလာခဲ့ပါတယ်အေကနဲ့လန်တို့ဟာတင်မောရဲ့အပေါ်မှာစကားပြောနေကြပါတယ်အေကနန်ဒလီယာဟာအီဗန်မီတာသူရဲ့တရားဝင်အမေစက္ကန့်သူဖြစ်တယ်လို့ပြောတဲ့အခါသူမချားလို့ရဲ့အမိုးတူညီမဖြစ်ပြီးအသက်10နှစ်ငယ်တဲ့အတွက်ချားလို့ကိုလည်းသဘောကျနေကြပါတယ်ချားလို့လိုက်ပါလာပြီးအလံကိုမင်းညကသူမနာဒါလီယာနဲ့အတူအိမ်မက်မက်ခဲ့တယ်လို့ပြောပြလာခဲ့ပါတယ်ဒီတော့ထဲမှာသူတို့ကကျွန်းသားရောက်လာကြပြီးချားလို့ဟာအမြင့်ဆုံးစောက်အုံတစ်ခုကိုထိုးပြကတက်ကလူလာလို့မေးတဲ့အခါအလံကဒီစောက်အုံကကျောင်းသားတွေအတွက်အနေအိမ်ဖြစ်ပြီးဒီကျွန်းတစ်ခုလုံးဟာအတနာမဂျီကယ်ဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်သူတို့ကတင်မောကနေဆင်းပြီးခရော့ဖော့ရဲ့နေအိမ်စီသွားကြရင်ချားလို့ကအလံရဲ့မိဘတွေကိုနှုတ်ဆက်ဖို့စိတ်ပြည့်စင်နေရင်အေကသူမကိုစိတ်အေးထားဖို့ပြောပါတယ်ချားလို့ရဲ့ကိစ္စမှာသူမစိတ်ပူစရာမလိုဘူးလို့ပြောတဲ့အတွက်သူမကသူ့ကိုကြောင့်ရှင်းပြရင်အလံဟာ3နှစ်ကြာမပြောပဲမဂျီကယ်အကယ်ဒမီကထွက်သွားခဲ့တာဖြစ်ပါတယ်သူ့ဘခင်ကြီးရဲ့အကြီးကျယ်ရဖြစ်ခဲ့တဲ့အတွက်ကျွန်းကလူတွေကဒီရန်ပွဲကိုရွေးရပုံမြင်တက်လို့ပြောနေကြတော့ဆိုပေမဲ့ဒီမော်ဆရာတယောက်ရဲ့တိုက်ပွဲဟာ3ရက်3ညကြာပြီးပြင်းထန်တဲ့အပျက်စီးတွေဖြစ်ခဲ့တာဖြစ်ပါတယ်ဒါတွေကခီးသွွားတွေအတွက်ကြီးကျူးစရာနေရာဖြစ်နေခဲ့ရင်ဖခင်သူ့ရဲ့ပထွေးလိုဖြစ်တဲ့အတွက်အန်ဂယ်လို့ခေါ်တယ်လို့ပြောပါတယ်သူကအန်ဂယ်နဲ့ဆက်သွယ်ရေးကောင်းနေစေဖြစ်ပြီးစာဖို့စရာရင်းနဲ့ဆက်သွယ်နေခဲ့တာဖြစ်တဲ့အပြင်ချားလောက်ကအားကြပြီးသူမကမီတာသူတစ်ခုတော့မရှိဘူးလို့ပြောတဲ့အတွက်အလန်ကနာဇာလီယာနဲ့မီတာသူလိုရန်ဖြစ်နိုင်တဲ့ဆက်သွယ်ရေးတစ်ခုတိစောက်ဖို့အကြံပေးလိုက်တဲ့အခါချားလောက်ကခေါင်းညှိလိုက်ပါတယ်လှပတဲ့ယောက်ျားလေးတယောက်ဝင်လာပြီးရန်ဖြစ်နေတာကိုဖြေရှင်းပေးလိုက်တာနဲ့သူကအိုင်မက်ချစ်ကိုတုံးပြီးကျောင်းသား2ယောက်ကိုရေခဲအဖြစ်ပြောင်းလိုက်လို့သူကအလန်နဲ့အေဂါတို့ကိုမြင်ပြီးလှုပ်ရှားနေခဲ့ပါတယ်သူကသူဟာရာဗီကရိုဖော့လို့မိတ်ဆက်ကအေဂါနဲ့အလန်ရဲ့ဖခင်ဖြစ်ကချားလောက်ကိုလည်းနှုတ်ဆက်လိုက်ပါတယ်ဟာရာဗီကအလန်ကိုချစ်တရားကောင်းတဲ့ကောင်မလေးခေါ်လာတဲ့အတွက်ချီးမွမ်းရင်အလန်အမှန်ပြောဖို့မတတ်နိုင်ခင်မှာအေဂါကသူ့ကိုထောက်ပြီးအလန်ရဲ့ချစ်သူအဖြစ်အကြောင်းကြားရတယ်လို့ညွှန်ပြလိုက်ပါတယ်အားလုံးကအလန်နဲ့ချားလောက်ကအချစ်ဆုံးလဲလို့အဖြစ်တရုပ်ဆောင်နေကြခါချားလောက်ကအလန်နဲ့ဆက်ဆံရှိတယ်လို့ပြန်မိတ်ဆက်ပေမဲ့သူမကိုမိုက်မဲတဲ့အရာတွေတင်ပေးတယ်လို့ပြောပါတယ်လူယူကအလံကိုမနာလို့ဖြစ်ပြီးအမှန်ပြောဖို့ကြိုးစားတဲ့အတွက်ဂေါကလူယူကိုရိုက်လိုက်ပါတယ်ဟာရာဗီကချားလို့ကိုသူ့ဖခင်လိုမှတ်ယူပြီးလိုရင်ကူညီလိုဖို့ပြောလိုက်ကဟာရာဗီကသူတို့နှစ်ယောက်လုံးလက်ထပ်ပြီးအတူတူနေထိုင်ဖို့ပြောလိုက်တဲ့အပြင်သူတို့နှစ်ယောက်လက်ထပ်ပြီးရင်မဂျီကယ်အကယ်ဒမီကိုအလံလက်ထပ်ထားခဲ့ပြီးအနားယူမယ်လို့ပြောပါတယ်အလံကညင်းပယ်လိုက်ပေမဲ့သူကသူ့ရဲ့လက်ရှိနေအိမ်ကိုပဲအမျက်အိမ်လိုပဲခံစားနေရတယ်လို့ပြောပြီးဂေါကကမ္ဘာကြီးဆုံးမဂျီကယ်အန်နီဗာစတီရဲ့ကျောင်းအောင်ဖြစ်ဖို့ဘာလို့ညှင်းဆန်တာလဲမေးတာနဲ့အလံကဒါကဝန်တော့မဟုတ်ဖြစ်မယ်သူကလွတ်လပ်မှုကိုလိုချင်တယ်လို့ပြန်ပြောပါတယ်ဟာရာဗီကအလံကိုချစ်လို့ညီကိုမောင်နှမတယောက်ထပ်ပေးခြင်းတယ်လို့ပြောပေမဲ့အလံကရှက်ပြီးဒါအရန်ရေးပြောင်းနေပြီလို့ထင်လိုက်ပါတယ်အလံမိခင်ကိုလာပြီးတက်တက်ဆိုင်အလွဲတဲ့ကမှချားလော့ကအလံရဲ့ညီမတို့ထင်လို့နှုတ်ဆက်တဲ့အခါအလံကချားလော့ကိုဒါကအတော်လို့မိတ်ဆက်ဖို့ကြိုးစားပေမဲ့ဖော့တချောင်းရောက်လာပြီးသူ့လက်ဘေးနားကနေဖြတ်သွားခဲ့ပါတယ်ဒီမကအလံကို3နှစ်အတွင်းဘလို့ခေါ်ရမှမေးသွားလားလို့အော်ကအလံကကြောက်လန့်ပြီးအတော်အစားမန်းသားလို့ပြောင်းခေါ်ပေးလိုက်ပါတယ်ဒါပေမဲ့သူမကသူမလိုက်စီခရော့ဖော့လို့မိတ်ဆက်လိုက်ပြီးအလံရဲ့မိခင်ဖြစ်ပါတယ်အလံကဦးလေးကတက္ကသိုလ်ကိုလွှဲပေးချင်နေတာပြောတဲ့အတွက်ဟာရာဗီကသဘောတူပြီးအလံကိုချစ်လို့သူ့ကိုယ့်ရဲ့တဲ့ဒါမှမဟုတ်ညီမရဲ့ရီတာပေးချင်တယ်လို့ပြောလိုက်ရင်အလံကရှက်ပြီးဒါအရန်ရွေးပြောင်းနေပြီလို့ထပ်ပြောပါတယ်အားလုံးလက်ဖေးတောက်ကြတဲ့အချိန်ဟာရာဗီကနာတာလီယာအကြောင်းပြောပြီးနာတာလီယာဟာအီဗန်မီတာစုရဲ့တရားဝင်မွေစက္ကန့်သူဖြစ်တယ်ဆိုပေမဲ့အီဗန်မီတာစုမှာပြဿနာတွေရှိနေလို့နာတာလီယာဟာအသီနာအန်နီဗာစတီရဲ့နိုင်ငံသားဖရန်ချာမှာလိလာနေခဲ့ရင်3လကြာမှသူမအတူတစ်ခုနဲ့တက်ရောက်ခဲ့ပြီးမနေ့ကမှသူမဟာချားလို့ရဲ့ညီမဖြစ်ကြောင်းသိလိုက်ရတာဖြစ်ပါတယ်ဟာရာဗီကတက္ကသိုလ်မှာဂိုင်းခွဲပန်ဆယ်မှုတွေကတဖြည်းဖြည်းတိုးလာနေတယ်လို့ဆက်သွယ်တာနဲ့နာတာလီယာရင်ဟာချစ်တရားကောင်းပေမဲ့အခုတော့လုံးဝပြောင်းလဲသွားခဲ့ပြီးသူမကြီးမားတဲ့အုပ်စုတစုကိုဦးဆောင်နေခဲ့တာဖြစ်ပါတယ်သူမကျင်နာတဲ့နှလုံးသားရှိနေတဲ့ဖြစ်ပေမဲ့သူမလုံးဝမကျင်နာလို့ဖြစ်သွားမှကိုစိုးရင်ရပြီးဟာရာဗီကအလန်ကိုနာတာလီယာကိုနားလည်အောင်ရှင်းပြဖို့တောင်းဆိုတဲ့အတွက်သူမကိုအတန်းနေပို့တတ်ဖို့နဲ့နည်းနည်းလျှော့ဖို့ပြောလိုက်ပါတယ်လန်ကသဘောတူပြီးဒီဘက်တနိုင်ကိုသူဖြစ်ရှင်ပဲလို့ပြောလိုက်ပါတယ်နောက်တစ်နေ့မှာနာတာလီယာကိုတွေ့ဖို့ဆုံးဖြတ်ကြရင်ဆွေးနွေးမှုပြီးတဲ့အခါလိုင်းကအားလုံးကိုနားယူဖို့ပြောလိုက်ပါတယ်အလန်ကထွက်သွားဖို့ကြိုးစားပေမဲ့လိုင်းကချားလို့ရဲ့လုံခြုံရေးအတွက်ဒီမှာရှိနေဖို့ပြောပြီးအလန်ကသဘောတူလိုက်ရင်အခန်းပြပြီးတခုတည်းကတင်တစ်လုံးတွေ့တဲ့အခါအလန်ကရှက်သွားခဲ့ပါတယ်အလန်ရဲ့မိခင်ကဇုံထဲမဟုတ်ရင်သူ့လက်ဘင်းကိုဖျက်မယ်လို့ချင်းချောက်တဲ့အခါအ
လန်ကသူ့လက်ဘင်းကိုကဲဖို့ချားလို့နဲ့တူအိပ်ရဖို့တက်လိုက်ရပါတယ်သူရဲ့တည်စီတဲ့စလုံးတွေကိုသုံးဖို့ကြိုးစားပေမဲ့အလုံးမဖြစ်ပဲထပ်ကြိုးစားနေပေမဲ့ထပ်ချက်ရှုံနေတဲ့ဖြစ်ပြီးအိယာမော်ပင်နာတွေကိုပိတ်ထားတာတွေပါတဲ့ပစ္စည်းတွေနဲ့လှုပ်ထားတာကိုသိလိုက်ရပါတယ်ဒါကိုအေယူကလှုပ်ထားတာဖြစ်မဲ့လို့နားလိုက်ပြီးအလန်နဲ့ချားလို့ရဲ့နှလုံးသားတွေခုန်နေခဲ့တဲ့အပြင်သူတို့ရဲ့ဆက်ဆံရေးအကြောင်းစဉ်းစားနေခဲ့ကနည်းနည်းစဉ်းစားပြီးနောက်ကောင်းဆုံးညပါလို့ပြောလိုက်ကြပါတယ်အေယူကစိတ်မကောင်းဖြစ်သွားပြီးသူကမျောလင်းတဲ့ဖျော်ဖြေရေးမရခဲ့တဲ့အတွက်သူမကအော်ဟစ်ပြီးစူးညံတဲ့လှုပ်တာနဲ့လိုင်းကဖော့တစ်ချောင်းလွှတ်ပစ်လိုက်ပါတယ်နောက်တနေ့မနက်မှာသူတို့နှစ်ယောက်ဟာမူးဝစ်တလုံးနိုးလာခဲ့ကြရင်တက္ကသိုလ်အတွက်ပြင်ဆင်ပြီးလန်ကရှိစပဲသုံးပြီးတက္ကသိုလ်ရောက်တဲ့အခါရေပန်းနာမှာနာတာလီယာကိုတွေ့တာနဲ့အလန်ကချီခဲ့တဲ့အခါနာတာလီယာကတတိထားမိပြီးသူ့လက်အောက်ငယ်သားနေတဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေခဲ့ပါတယ်အလန်ကိုယ်တိုင်ကအလန်ခရော်ဖော့လို့မိတ်ဆက်ပြီး၃လအတွင်းဒီလောက်တင်ယူနိုင်တဲ့အတွက်ချီးကျူးလိုက်ပါတယ်လက်အောက်ငယ်သားတွေကအလန်ကိုဂရိတီမော်လို့ဖော်ပြလိုက်ပြီးဟတ်မတ်စတာနဲ့တိုက်ပွဲမှာတောင်တစ်ခုလုံးကိုဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်အလန်ကသူတို့ရဲဖို့ပြောပြီးဟတ်မတ်စတာရဲ့တောင်းဆိုချက်အရလာတဲ့လက်ထောက်အဖြစ်မိတ်ဆက်လိုက်ပါတယ်သူ့ရဲ့ private insulator လို့မိတ်ဆက်ပြီးပူပေါင်းဖို့တောင်းဆိုတဲ့အခါနာတာလီယာကငင်းဆန်ပြီးထွက်သွားလို့လန်ကနာတာလီယာနောက်ကိုလိုက်သွားပြီးအဲ့ဒီမှာသူမရဲ့အံ့ဖွယ်ဆိုင်ရေးကိုတွေ့လိုက်ရပါတယ်အလန်ကချားလို့ကိုမော်တင်ဖို့တောင်းဆိုတဲ့အခါနာတာလီယာအရင်ငင်းဆန်လိုက်ပေမဲ့ချားလို့ရဲ့စိတ်ရထက်သန်မှုကိုမြင်ပြီးသဘောတူလိုက်ပါတယ်သူမကလက်တနစ်မတ်ချစ်အခြေခံတွေတင်ပေးရင်အဲ့ဒီမှာလေ့ကျင့်မှုထွက်လာတဲ့အခါလူယူနဲ့ဂိုဟောတို့ကနေ့လည်စာယူလာခဲ့ကြပါတယ်နာတာလီယာကဖီနီယယ်နဲ့ကာဘာဗီယာတွေကိုတွေ့တဲ့အခါအံ့ဩသွားသလိုချားလို့ကိုသူတို့ကဘယ်သူလဲမေးတာနဲ့ချားလို့ရဲ့ထူးခြားတဲ့ online စွမ်းရည်တွေကိုသိလိုက်ရပါတယ်နေ့လည်စာစားတဲ့ကနာတာလီယာကဂျန်ကုဖူးတွေပဲစားနေတာကိုချားလောက်ကတတိထားမိသွားတာနဲ့အလန်ကနာတာလီယာရဲ့အမချားလော့ကြောင့်မေးတဲ့အခါနာတာလီယာကဒီကြောင့်မပြောဖို့ပြောပါတယ်။နောက်တဲ့ချင်းဝေးဆိုတဲ့ယောက်ျားလေးဦးဆောင်တဲ့အုပ်စုတစုဝင်လာတာနဲ့ချင်းဝေးကနာတာလီယာကိုစိတ်တူအောင်လုပ်ဖို့ကြိုးစားပေမဲ့နာတာလီယာကသူ့ကိုစိတ်မဆိုးသားပဲရက်ချင်ယူဖို့ပြောပါတယ်။ကော်ပီဆန်ကထွက်လာတဲ့အခါချင်းဝေးရဲ့လူတစ်ယောက်ကချားလော့ကိုတိုက်မိပြီးငြင်းဝင်လက်ကျသွားခဲ့ပါတယ်။ချားလော့ကတောင်းမဲ့သူတို့ကသူ့မောက်ကိုနိုင်ချင်းကြပြီးနာတာလီယာကချက်ချင်းတုတ်ပြန်ပြီးချားရိုးရဲ့လူနှစ်ယောက်ကိုရန်နဲ့ပစ်လိုက်ပါတယ်ချားရနဲ့တူးလူတွေကနာတာလီယာကိုဝမ်းတက်လာတော့အလန်ကဝင်ရောက်ဟန်တာပြီးစပစ်တာစီဖန်တီကနာတာလီယာကိုနီလက်မမှန်နဲ့တိုက်ခိုက်ဖို့တင်ပေးလိုက်ပါတယ်ချားရတစုလုံးကိုလွယ်တကူနိုင်ပြီးအပြစ်ပေးဖို့အစင်းမြင့်မော်စွမ်းသုံးတဲ့ကချားလောကလက်စီမော်နဲ့ချေမုံကအလန်ကိုစုပူလိုက်ပါတယ်နာတာလီယာနဲ့အလန်ကချားလောရဲ့မှန်ချန်ရီကိုချီးကျူးကြပြီးအနာဂတ်အစီအစဉ်တွေဆွေးနွေးနေကြရင်နာတာလီယာကအားကောင်းလာပြီးတက္ကသိုလ်ကိုတိမ်ပိုက်ဖို့စံနှရှိအောင်ဖွင့်ပြလာခဲ့ပါတယ်နောက်တစ်နေ့မှာအေယူကရောက်လာပြီးနာတာလီယာနဲ့တွေ့ဆုံကသူမရဲ့စွမ်းရည်ကိုချီးကျူးလိုက်ကအလန်ကနာတာလီယာကိုဒန်ကိုအဆမ်းမှာချားရနဲ့ပြန်ဖို့စီစဉ်ပေးလိုက်ပါတယ်နာတာလီယာလှုပ်ဝက်လမ်းကြောင်းသုံးပြီးမိနစ်30အတွင်းဓာတ်ကုံကိုအောင်မြင်စွာဖျက်ဆီးသွားလို့ချားရရှုံးနေပြီးနောက်တစ်ချိန်မှာပြန်လည်အပြစ်ပေးမယ်လို့ချင်းချောက်တော်ကထွက်သွားခဲ့ပါတယ်နာတာလီယာကတားမိထားတဲ့ဒန်ကုကန်ကိုညွှန်ပြပြီးအကြောင်းရင်းမိတဲ့အခါအေကအဲ့ဒီဒန်ကုကန်ဘောဟာမလက်ရသည်ဖြစ်တယ်လို့ဖြစ်ကြောင်ရှင်းပြလိုက်ပါတယ်အလန်ဂျီဟော့ကိုနာတာလီယာရဲ့အိုင်လိုင်းတွေနဲ့လေ့ကျင့်ပြီးအနှင်ဖို့နာတာလီယာကကျေးဇူးတင်ကြောင်းပြောပါတယ်ကော်ပီထဲမှာချားလောကနာတာလီယာကိုအစိမ်းအောင်ဟင်းသေးရွက်တွေကျွေးပြီးဒန်ကုဖူးတွေမစားဖို့ကြံပေးပါတယ်နာတာလီယာကချားလောရဲ့အကြံကိုလက်ခံပြီးသူမနဲ့အတူမဂျစ်ထက်တင်ဖို့သဘောတူလိုက်ကလက်အောင်ငင်သားတွေလာပြီးတင်ဖို့တောင်းဆိုတဲ့အခါဂျီဟော့ကသူတို့ကိုလေ့ကျင့်ဖို့ဆွဲခေါ်သွားခဲ့ပါတယ်။ညနေပိုင်းမှာအလန်ကနာတာလီယာကိုတဲပြီးစက်ကြီးကန်နဲ့စောက်တွေပြေးနေတဲ့သူမရဲ့အခန်းထဲကိုပို့ပေးရတဲ့မော်နဲ့ပိတ်ထားတဲ့အိတ်တလုံးကိုတတိထားမိသွားတဲ့အခါနာတာလီယာရဲ့တငယ်ချင်းကအဲ့ဒါနာတာလီယာရဲ့အဖိုးတန်ပစ္စည်းဖြစ်ပြီးဘယ်သူမှမကြည့်ခိုင်းဘူးလို့ရှင်းပြလိုက်လို့ချားရွက်ကဒီတကားကိုကြားပြီးနာတာလီယာကိုဒုက္ခပေးဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာချားလောက်ကနာတာလီယာနဲ့မှော်လေးချင်းပြီးနာတာလီယာကသူမရဲ့အခန်းမှာပြကျင်တဲ့အရာရှိကြောင်ပြောတဲ့အတွက်အခန်းရောက်လာတဲ့အခါချားရွက်နဲ့စာကိုတွေ့ပြီးကန့်သက်ထားတဲ့ထောင်မှာစင်ကိုဖို့ပြောလိုက်ပါတယ်။နာတာလီယာချက်ချင်းထွက်သွားတဲ့အခါအလန်ကချားရွက်ရဲ့အုပ်စုတွေနဲ့တွေ့ပြီးအကူကြီးကြောင်းမဲ့မဲ့ဓာတ်ဥကန်ထဲမှာနာတာလီယာနဲ့ချားရွက်တိုက်ခိုက်နေစဉ်ခါမီယာပေါ်လာပြီးနာတာလီယာကိုဒဏ်ရာရစေခဲ့ပါတယ်။ချားလောက်ကလက်စည်းမုံနဲ့ခါမီယာကိုတိုက်ခိုက်ကနာတာလီယာနဲ့ချားရွက်ကိုကယ်တင်လိုက်ပြီးနာတာလီယာကသူမရဲ့အိတ်ကိုပြတဲ့အခါအတိတ်ကိုစုပ်ကိုင်ထားတဲ့အရာလိုပြောလိုက်ပါတယ်။သူမအီဗီယာမီတာစုရဲ့ဖြစ်ရပ်ကိုပြောပြပြီးသူမအမကိုမယုံကြည်အောင်ပြောပေမဲ့ချားလောက်ကနာတာလီယာကိုသူမအမကိုမုန်းလာမေးတဲ့အခါနာတာလီယာကသူ့ကိုယ်သူတာမုန်းတယ်လို့ဖြေလိုက်ပါတယ်။ပုတ်တင်တကောင်ပေါ်လာပြီးချားလောက်ကချားရွက်နဲ့နာတာလီယာကိုထွက်ပြေးဖို့ပြောတဲ့အတွက်ပုတ်တင်ကိုတိုက်ခိုက်ချိန်မှာချားလောရဲ့မှော်ပြောက်ကွယ်သွားပြီးနာတာလီယာကသူမအမဖြစ်ကြောင်းသိလိုက်ရပြီဖြစ်ပါတယ်။အလန်ကဝင်ရောက်ကောက်ကွယ်ပြီးပုတ်တင်နဲ့တိုက်ခိုက်ပေမဲ့ပုတ်တင်ဟာလန်ကြီးပြင်းခဲ့တဲ့ PNC ဖြစ်ကြောင်းသိလိုက်ရပါတယ်။ရဲကတောင်းပန်ပြီးဟမ်မာစတာကခွန်းလဲလိုက်ပါတယ်။ချားလောက်နိုးလာတဲ့အခါနာတာလီယာနဲ့အတူရှိနေပြီးနောက်တော့ကထွက်ပြေးတဲ့အတွက်တောင်းပန်လိုက်ပါတယ်။နာတာလီယာကသူတို့ငငယ်ကဖက်ခဲ့တဲ့စာအုပ်တောင်မေးတဲ့အခါချားလောက်ကဖြေးပြီးနာတာလီယာကစာအုပ်ကိုထုတ်ပြတဲ့အတွက်သူနှစ်ယောက်ကရင်ဖွင့်ပြီးရင်တွေကဒဝနမှုတွေကိုပြသလိုက်ကြပါတယ်။နောက်ဆုံးမှာအားလုံးပြောချင်တာနေထိုင်ကြပြီးအလန်နဲ့ချားလောက်တို့ဟာခြေတွေအောက်မှာချစ်ချင်းမေတ္တာကိုဖော်ပြတော့မယ့်အချိန်ဖြစ်နေပြီဖြစ်ပါတယ်